သည်ဖြစ်စေငါပြိဋိဘံဆံမယ်ဘာမှမထမ်းနဲ့ကိုယ်ကဘာတတ်နိုင်သေးလားအဲ့ရမြတ်စွာဘုရားရင်ကိုရမြတ်ကချက်သာအနန္နာအနတ္တနိပိကွေအမန္တယမိဝဝယဓမ္မသင်္ကာရဗမာရိနသံပါရိထာတို့တရားသိမ့်မှာရွတ်တဲ့ကာရလေးကိုရွတ်ပြီးတော့မင်းအဲ့ဒါလေးကိုသံဝေကလေးယူကွပရိပကောဝယောမရှင်ပရိဓမ္မမဇီဝိတံကိုဆောင်အဲ့ဒါလေးမဟုတ်ခင်ချက်သာအနန္နာငါဘုရားမရှိတော့လဲမင်းတို့သာသနာအရှိတည်တတ်မယ်ဘောဓိပက္ခယ138ပါရှိပါတယ်ကွာအနန္နာရဲ့ဒါတရားတယ်ကိုဆောင်သာသနာအရှိတည်တတ်ရေးတရားကြီး38ပါရှိတယ်အဲ့ဒီတရား38ပါးကိုမင်းတို့သိရင်လေတသမတရားဘိက္ခွေယေတိမယဓမ္မအဘိညာဒေသိတာငါဘုရားရှင်ကိုယ်တော်တိုင်ထိုးထွင်းသိတဲ့တရားတွေကိုသာဓုခံဩကေတော်အဲ့ဒီတရားတွေကိုရိုးရိုးသေးသေးလေးလေးဆိုတာသိယူလို့အာသေဝိတ္တပါပွားများလို့ဘာဝိတ္တပါအာသေဝိတ္တပါမိဝဲမယ်ဘာဝိတ္တပါပွားမယ်ဘူလိကတ္တပါချိန်မှန်များစွာပြုခဲ့သည်ရှိသောအတ္တဣဒံဗြဟ္မစရိယံဤသာသနာတော်ကြီးသည်အတ္တနိယံကြာရှည်လေးမြင့်တည်မယ်ခေါင်းဆောင်စိရတိတိကံကြာရှည်လေးမြင့်တည်မယ်ဟာမောင်ညာနာလည်းငါရရဲ့ဘုရားရှင်ကိုယ်တိုင်ထိုးထွင်းသိခဲ့တဲ့ဤတရားတွေကိုသာဓုကံရိုးရိုးသေးသေးလေးလေးစားစားအောက်ကတော်သင်ယူကြကုန်သည်ဖြစ်၍အာသေဝိတ္တပါမိဝဲကြမယ်တတိလေးကိုမိဝဲပါဝရိယလေးကိုမိဝဲပါတတိပဒံ၄ပါးကိုမိဝဲပါသမပဒံ၄ပါးကိုမိဝဲပါခေါင်းဆောင်ဘာဝိတ္တပါပွားခဲ့မယ်ဆိုခဲ့သည်ရှိသောဘူလိကတ္တပါချိန်မှန်များစွာပြုခဲ့သည်ရှိသောဣဒံမြမစရိမြတ်သောသာသနာတော်ကြီးသည်စိရတိတိကံကြာရှည်လေးမြင့်စိရတိတ္တမောဖြစ်မယ်ဘယ်တရားတွေလဲခေါင်းဆောင်တတိပဒံ၄ပါးသမပဒံ၄ပါးဣတိပတ်၄ပါးပြီးစည်းခြင်းလို့ရှိရင်လေအရာရာအောင်မြင်ပြီးစည်းခြင်းစန္ဒစိတ်တဝရိယဝိမာဒ၄ခုဆောင်လေစန္ဒတွေရှေ့တန်းတင်လေတင်တက်ရမယ်ရမယ်လောက်ရမယ်စန္ဒရှေ့တန်းတင်ဝရိယကြိုးစားစန္ဒတော့ရှိတယ်မကြိုးစားဘူးချမ်းသာခြင်းနဲ့စန္ဒရှိတယ်မကြိုးစားဘူးပညာတတ်ခြင်းနဲ့စန္ဒရှိတယ်မကြိုးစားဘူးဘယ်ရမလို့ငါလေးအခုငါ90ကျော်သွားပြီငါတဲ့ငယ်တဲ့သူတွေငါတို့မင်းတို့ဘွဲလောက်ပါလားငါထောက်ပါမယ်โอเคမင်းတို့မလို့ငါကြောင်းကူကြောင်းတက်တယ်စာသင်တယ်အားလုံးငါတော့ class တွေသွားတက်တယ်ခုဒီငါစာချက်တယ်အခြေခံ vocabulary 3000 words တွေရမယ်3000ရမယ်တနေ့ကို100တက်လာတော့ကျ3000ပြီးသွားတနေ့100ချက်တယ်ဟာ100လဲဟောရသေးတယ်စာလဲပြတယ်တနေ့ဟောတာ100ချက်တယ်3000ပြီးသွားတက်တော့ကြောင်းတက်လို့ရပြီ3000ရမယ်အခြေခံဟောတာသူတို့တတ်မှတ်ချက်ကိုငါရအောင်မှီအောင်လုပ်တယ်မင်းတို့ကွာပြင်းတယ်မပြင်းတယ်လေတရက်မှတနေ့မှမလေ့လာတဲ့နေ့ဒါကဆရာတော်ကြွားတာမဟုတ်ပါဘူးဆရာတော်လေ့လာထားတဲ့အချက်လက်တွေကလေတန်ပေါင်းများစွာရှိတယ်တခုတည်းမဟုတ်ဘူး psycho လဲလုပ်တယ်တဘာပတ်ဝန်းကျင် iconography ecology physics chemistry biochemistry အများကြီးဘာသာတွေအများကြီးငါခေါင်းတယ်ငါခေါင်းကတချို့အရှင်မင်းခေါင်းမှတ်ကောမှတ်နိုင်လားဒီနေ့ချိန်ကြီးတော့ကောင်းသေးတယ်ကွာလို့မယူသေးဘူးလို့ငါအစုံရမယ်နော် physics chemistry အကုန်လုံးတယောက်တည်းကအဲ့လောက်တတ်ချင်တာလေကောင်းတော့မကောင်းပင်မန်းတယ်ငါကိုတော်လေးတွေကိုသင်ပေးခြင်းတယ်ကိုတော်လေးတွေကိုဖုန်းကြီးရလို့ဖြစ်လာရင်အနည်းဆုံး physics နည်းနည်းသိရမယ် chemistry biophysics biochemistry သိရမယ် biology အဲ့လိုသူတို့နည်းနည်းသင်ပေးမယ့်အရာလေးတွေကိုအဲ့ဒါကိုလိုက်ရှာတော့အမြန်ဆုံးတက်တဲ့ဒါရှိတယ်မြန်အလွယ်ကူဆုံးပဲအမြန်ဆုံးစမတမျက်နာဒီလိုတမျက်နာပဲရှိတယ်သင်ချာကိုဒီတမျက်နာနဲ့ပဲအဲ့ဒါကိုတပတ်လောက်သင်ရအခြေခံသင်ချာပေါ့အဲ့ဒီစာရွက်လေးကိုအဲ့ဒါကို facts study ပေါ့အဲ့ဒါလေးလိုက်ရှာတော့သွားတွေ့သူတို့ကမ္ဘာတက္ကသိုလ်အသီးသီးလေ့လာပြီးဒီလိုတာလေးတခု9ချက်ပဲပေးရတယ်$အဲ့ဒါလေးကပ်ပြားလေးတခု9ချက်ပဲပေးရတယ် plastic လေးလောင်းထားသေးတယ်အဲ့ဒါလေးငါသွားပြီးတော့တစ်ခါထွက်တဲ့နဲ့သွားဝယ်တယ်ဥက္ကဋ္ဌရှိမှာ14 5ခုရှိသွားပြီ chemistry တစ်ရွက်ပဲဒီတစ်ရွက်ပဲအဲ့$လောက်ရှိတဲ့တစ်ရွက်ထဲမှာဒါလေးကတန်မှန်အချက်လက်လေးတွေအကုန်လုံးသင်ချာ physics အကုန်လုံးတွေအဲ့ဒါကို facts အလုံးမြန်ဆွဲနဲ့လွယ်ကူဖြစ်တဲ့ study တစ်ခါထွက်လိုက်တစ်ခါသွားဝယ်တယ်တက္ကသိုလ်တစ်ခုတစ်ခါသွားဝယ်ဆိုတော့တမျက်နာပဲကြီးအဲ့တမျက်နာလေးကိုသူတို့သင်ပေးလိုက်ရင်ဒီဖုန်းကြီးတွေတမျက်နာတစ်ပတ်ကြာမယ်သူ physics အခြေခံသိသွားမယ် chemistry အခြေခံဟိုဆရာကြီးတော့မဟုတ်ဘူးနော်အဲ့ဒါမျိုးလေးတွေရှိတယ်ဗျာကမ္ဘာပညာရှင်တွေအကုန်လုံးကနေစုပေါင်းပြီးတော့လှုပ်ထားတယ်တရွက်သေးပဲရှိတယ်တမျက်နာတဲ့နဲ့တက်ရှိပါတယ်ဝယ်ထားပြီးပါပြီဟုတ်ကောအဲ့ဒါဆိုတော့မပြင်းနဲ့ပြင်းရောဝိရိယမရှိတော့ဘူးလေပြင်းရင်ပညာပါစန္ဒရှိရမယ်မပြင်းရဘူးစိတ်တက်ခိုင်မာရမယ်ဝိရိယစန္ဒဝိရိယစိတ်တက်ပညာဤလေးချက်သည်အိဋ္ဌိပတ်ပြီးစီးအောင်မြင်တဲ့တရားတတိပဋ္ဌာန်၄ပါး
သမပဒံ၄ပါးဣတိပတ်၄ပါး၄သုံးနေ12ပြီးရင်အိန္ဒြေ၅ပါးပိုင်တဲ့နဲ့တရားခိုင်တဲ့နဲ့တရားဘိုးကခိုင်ရမယ်ဆိုရင်ပိုင်တဲ့နဲ့တရား၅မျိုးခိုင်တဲ့နဲ့တရား၅မျိုးတိတ်ခမောင်တိတ်ခအိန္ဒြေ၅ပါးတတ္တာဝရိယတတိတမာရိပညာဘိုး၅ပါးတတ္တာဝရိယတတိတမာရိပညာဒါဆိုရင်ကိုယ်ပိုင်ရှိတဲ့နဲ့တရားရဲ့ရှိပြီးခိုင်ငိမ်မှရှိတဲ့နဲ့တရားရဲ့2မျိုးပိုင်တဲ့နဲ့ခိုင်တဲ့နဲ့တတ္တာတရားကပိုင်တဲ့နဲ့တရားခိုင်တဲ့နဲ့တရားဝရိယတရားပိုင်တဲ့နဲ့တရားခိုင်တဲ့နဲ့တရားတတိတရားပိုင်တဲ့နဲ့တရားခိုင်တတိခိုင်တယ်ဆရာတော်ကောသနာရဲ့အမေကြီးပြကွယ်လွန်သွားတယ်ဆရာတော်တတိထားပါအောင်ဗျာအရှင်တတိခိုင်ရလားတတိမခိုင်လို့မေ့သွားရင်မူးမေ့သွားတယ်ဒါဆိုရင်တတ္တာဝိရိယတတိတမာရိပညာဤတရား၅မျိုးသည်ပိုင်လဲပိုင်တဲ့နဲ့ခိုင်လဲခိုင်တဲ့နဲ့10နဲ့7နဲ့ပေါင်း22မဂ်ကင်10ပါး30ဘုဇင်တရား9ပါး39ဤတရား38မျိုးကိုသာသနာတော်ကြီးကိုစောင့်ရှောက်အရှိတည်တဲ့တရားလို့ခေါ်ပါတယ်အဲ့ဒီတရားကိုယ်တဏ္ဍာမှာရှိနေရင်ဖျားပြိဋိဘံမဆန်သေးပါဘူးတဲ့အဲ့ဒီတရားမရှိရင်ဖျားပြိဋိဘံဆန်သွားပြီဒုလားကောကြောင့်ဒီတရားတွေရှိနေရင်တဲ့ဘုဇနာဣတရားလူများစွာစီးပွားဖြစ်မယ်ဘုဇနာတုကလူများစွာချမ်းသာမယ်လောကနုကံပါယလောကကြီးကိုစောင့်ရှောက်နိုင်မယ်တတိတရားကလောကကိုကြီးဝါအောင်တိုးတက်အောင်လုပ်နိုင်တယ်ဝရိယတရားကလောကကြီးကိုကြီးဝါတိုးတက်အောင်လုပ်နိုင်တယ်စောင့်ရှောက်နိုင်တယ်ကောကြောင့်အဲ့ဒီဘတ်တရား၄ပါးကလောကကြီးကိုကြီးဝါတိုးတက်အောင်မြောင်လုပ်နိုင်တယ်ဒုလားကောကြောင့်တတ္တဝရိယတတိသမာဓိပညာဆိုတဲ့တရားအဲ့ဒီတရား၅မျိုးကလောကကြီးကိုကြီးဝါတိုးတက်အောင်မြောင်လုပ်နိုင်တယ်ဘုဇင်တရား9ပါးမဂ်ကင်10ပါးနောက်ကောကြောင့်ချက်သားတို့တဲ့ငါဘုရားရှင်ကတော်တော်ကြာရင်လေဣတောဒိဏမသန္နံဣစယေနတတကရောပရိနိဗ္ဗာယတတိဒါလေးဟောပြီးနောင်3လကြာရင်ဘုရားပရိနိဗ္ဗာန်စံတော်မယ်မင်းတို့ဒီ38ပါးသောတရားတွေကိုမင်းတို့လေးလာလိုက်စားပွားများအတို့ချိန်ဖန်များတစ်ချိန်နဲ့မဟုတ်ပါဘူးကွာအာသေဝိတ္တပါမိဝဲပါဘာဝိတ္တပါပွားပါဘူလီကတပါချိန်ဖန်ခဏထက်ခလုပ်ပါဘာလို့လဲပရိဘေကောဝေရှောမရှင်ပရိဓမ္မမဇီဝိတံပါယဝဂမိသမိကတံမိတရဏမတ္တနောမရှင်ဘိက္ခွေချက်သားတို့မရှင်ငါဘုရားရှင်ဝေယောအရွယ်ကြီးသည်ပရိဘေကောရင့်မဲ့နေပါပြီအနန္ဒာရဲ့မင်းဖုံးတော်ကြီးတွေကိုပြောလိုက်စမ်းပါငါဘုရားကအမြဲ not forever ငါကထာဝရနေမှာမဟုတ်ဘူးကွာဒါလည်းကောကြောင့်ဓမေစီတဲ့ထာဝရမဟုတ်ပါဘူးတောင်ဘာမှအထင်ကြီးစရာမရှိဘူးသိမှာပဲစောနင်ဒုတိယကမ္ဘာစစ်သမိုင်းကိုရေးသွားတဲ့ဝတ်ဆန်ချာချောကအင်္ဂလန်လူမျိုးတွေကိုပြောတယ်သူအင်္ဂလန်ဗိုလ်ချုပ်အောင်ဆန်းက1940နဲ့1940ခုနှစ်ဝန်ကြီးရုပ်ဖြစ်ချင်းအောင်ဆန်းကအဲ့ဒီစကားလေးကိုသိကြတယ် I have nothing to offer ခင်ဗျားတို့ပေးစရာဘာမှမရှိဘူးတဲ့ကျွန်တော်ဝန်ကြီးရုပ်ကြီးဖြစ်လာကျွန်တော်ဘာမှထင်ကျွန်တော်ပေးစရာဘာမှမရှိဘူးအဲ့ဒီလွတ်တော်ကြီးတွေကိုသူပြောလိုက်တယ်1940မှာပြောတာအောင်ဆန်း25နှစ်သားပါအဲ့ဒီစကားကိုဗိုလ်ချုပ်အောင်ဆန်းသိကြိုက် So I have nothing to offer ခင်ဗျားတို့ပေးစရာဘာမှမရှိဘူးတဲ့ but ဒါပေမဲ့လို့ကျွန်တော်ရဲ့ black sweat tire ကျွန်တော်ရဲ့အသွေးတွေအသားတွေကျွန်တော်စူးစမ်းအထောက်မှုတွေကျွန်တော်ချွေးတွေတော့ပေးစီရအင်္ဂလန်အတွက်ရှိပါတယ်ပြီးပြီလေအသွေးတွေအသားတွေချွေးတွေမျက်ရည်တွေ tears ပြီးပြီလေကောင်းစား blood and tears sweat tears ချွေးတွေပေးမယ်မျက်ရည်တွေပေးမယ်သွေးတွေပေးမယ်ကိုယ်ပေးလားပေးပြီလေကျွန်တော်ရဲ့ခွန်အားတွေကျွန်တော်အသေးနှလုံးတွေကျွန်တော်ချွေးတွေကျွန်တော်သွေးတွေကျွန်တော်မျက်ရည်တွေပေးမယ်ဆိုရင်မြန်မာနိုင်ငံထေရရတာနဲ့အတွက် I have nothing to offer you ခင်ဗျားတို့ထေရရကျုပ်ဘာမှပေးနေဒါပေမဲ့အဲ့ဒီထေရဝါဒတာနဲ့အတွက်သွေးတွေချွေးတွေအသေးတွေနှလုံးတွေပေးဖို့ဆိုရင်ရှိအခုနေဒီကနေအပြန်ကိုစလုံကစောင့်နေတဲ့စက်သားတွေရဲတွေကကိုတော့နောက်တစ်ခါထေရဝါဒတရားဆိုတာမဟုတ်ပါဘူးကိုတော့ဒီမှာနေပြတ်တတ်မယ်ဆိုရင်တနက်ဘယ်နဲ့လက်ပါလဲလို့မေးလိုက်ပါနေသေးရင်တွားယူလိုက်အောင်နော်ဟုတ်ပြီအဲ့ဒီအတွက်ကြောက်လန့်ခြင်းလည်းမရှိဘူးထေရဝါဒသာသနာကိုစောင့်မလားအသက်ကိုစောင့်မလားအသက်စောင့်ပါမယ်နေ့ဖြင့်ကဒီကနေပြန်သွားတယ်မနေ့2နာရီလောက်မရောက်တော့မယ်မိငနဲ့အိတ်ပြောပေါင်ပုတ်လိုက်ဥပဒနာအသက်ဆုံးမလားထေရဆုံးမလားအသက်ဆုံးတခွန်းနဲ့အမှန်တခွန်းနဲ့မထွက်ဘူးကျွန်ုပ်ကဦးဝင်းစောညီမတော့မရှိပါဘူးဦးဝင်းစောညီမလေးကိုကျွန်ုပ်ကသူကဇလုံးမရှိတယ်ခင်ဗျညီမမတော်သေးတယ်မရှိဘူးတဲ့ဥပမာဆရာတော်ကဦးဝင်းစောညီမလေးကိုချစ်တယ်ဆိုပါစို့တကယ်ချေအောင်မှရင်ကြိုက်တဲ့အချိန်မေးကုရီတွေကအထွက်ပဲမေးလေးမမှာပျောက်ကြတယ်မေးကြိုက်တဲ့အချိန်မေးတခွန်းနဲ့မထွက်ဘူးနော်ကောင်းစောဆရာတော်ကနလားဗျာ
ထေရဝါဒနဲ့အသက်နဲ့မင်းတို့အချိန်မီခါတူလာမေးကြိုက်တဲ့ချိန်လာမေးလို့ရတယ်ကောင်းသောမြတ်စွာဘုရားရှင်ကိုတော်မြတ်ကလေဖះကိုချစ်လွန်းလွန်းငါဖះကိုကြည်ညိုတယ်ချစ်လဲချစ်တယ်ဒါငါတလုံးကငါချစ်တယ်မြတ်စွာဘုရားရဲ့တွားပုံတန်ဝါနီဟောပုံဟောနီတွားတဲ့ ways တွေငါဘာသာတော်တော်များများအောင်ငါလေ့လာတယ်စကမ်ပါရစ်လုပ်တယ် Zoroaster Hinduism Islam Bible Korean Bible ဆိုတော့အများကြီး Jain Sikh အဲ့တော့ငါကြည့်တယ်ငါကဗုဒ္ဓဘာသာဖះရှင်ရဲ့တပည့်တော်ကဖြစ်တယ်ထေရဝါဒဘုန်းကြီးဖြစ်တယ်ငါအဖေရဗုဒ္ဓဘာသာငါအမေရဗုဒ္ဓဘာသာငါ့ကိုဆရာသမားတွေထေရတော်ဖြစ်လို့ငါကအဲ့လိုမျိုးမြက်ကမ်းယုံတာလားမဟုတ်ဘဲနဲ့ငါကိုယ်တိုင်ပါဠိတော်တွေနဲ့အခြားຢာတွေနဲ့ငါရှင်ပြီးတော့လေ့လာအားရင်စကမ်ပါရစ်လုပ်တယ်ဗုဒ္ဓကဒီလိုဟောတယ်ဒီဘက်ကသူကဒီလိုဟောတယ်ဟာဒါပဲသူများတော့မသိဘူးကွာဗုဒ္ဓရဲ့ဟောပြောတဲ့တရားတွေကဘာနဲ့မှရှင်လို့မရအောင်ကောင်းတယ်အဲ့တော့ငါကျင့်တတ်တယ်ထေရဝါဒဆရာတော်ဘုရားလေးဘုရားနေဖယ်၍နိုင်ငံတော်ရဲ့သမ္မတကြီးလာမစိတ်ကူးမရင်ဘူးစိတ်ကူးမယုံ sorry ပဲအဲ့ဒီဘဝကမျက်နှိုးတယ်အဲ့ဒီထေရဝါဒစကားလုံးတွေကိုပဲတခုတော့ရှိတာပေါ့လေနိုင်ငံတော်သမ္မတကြီးတွေကရှင်မရဗျာနေပြီးတော့ကြွပြီးတော့ထေရဝါဒတရားတွေဒီပြည့်တော့ဝင်ကြီးတွေပြီးအဲ့ဒါဆိုတော့တွားရင်တွားမယ်ရှင်မရထေရဝါဒတရားတွေမောပဲနဲ့နိုင်ငံနေပြီးတော့ကြွပြီးတော့လေဒီကဒကမာလေးတွေလည်းအများကြီးရှင်မရကိုအေးစစ်စိနေ sorry ပဲမှတ်တာကြိုက်တဲ့အချိန်ပြောကိုယ်ဆိုပါတယ်လေ sorry ပဲပရိဘကဝေယောမရှင်မချစ်သားအနန္ဒာငါဘုရားရှင်ရဲ့ခန္ဓာကိုယ်ကြီးကိုလေလဲဝကြီးကိုကျိုးတွေနဲ့တုတ်ထားသလိုပေါ့အိမ်ဝကြီးကိုကြားကန်ထားသလိုဟောချစ်လိုက်တာအဲ့ဒါလောက်အနေထားဖြစ်တာတော့မှတရားတွေအများကြီးဟောသွားတယ်ဘာလဲကွန်းစောအများကြီးဟောသွားတယ်မရှန်ငါဘုရားရှင်ဝေယောအရွယ်ကြီးဒီပြိပကောရင့်မဲ့နေချစ်သားအနန္ဒာရဲ့ပန်းလေးများလျော်ပြီးတော့ကြတော့မလို့အသီးလေးများလေမှဲ့ပြီးတော့ကြွေကြတော့မလို့အရွက်ကလေးများလျော်ပြီးကြွေကြတော့မလို့ဖြစ်လေလေးလေးနည်းနည်းလေးပြင်းပြင်းလေးတိုက်လိုက်ရင်ငါဘုရားသွားမှာကွာအဲ့ဒီမသွားရအောင်ငါအာယုပါလကဖလတ်သမဘတ်နဲ့တဲရတာအနန္ဒာတဲ့မင်းအထင်နေတာငါက perfect ဖြစ်နေတဲ့ complete set မဟုတ်ဘူးငါလည်းအိုရက်နာရက်သေရက်တယ်အနန္ဒာရဲ့မင်းကငါရဲ့အကိုတော်ဖြစ်တဲ့ငါဆရာဖယားကအမြဲတမ်းအစဉ်ပြေနေမယ်ဘယ်တော့မှမသိဘူးမထင်တာနဲ့ပရိဘကဝရောမရှင်ငါအရွယ်ကြီးမှဲ့နေပြီပန်းလေးများကြွေကြတော့မလို့အသီးလေးများဖောက်ခနဲ့ဖြစ်သွားမလို့အရွက်ကလေးများယွာနေသလိုဟာကြည့်စမ်းဖျက်သူ့ကိုလို့ပြောတာဟေးငါတို့ကလေငါတို့ကဘယ်တော့မှဒီအာနာမရွေဘူးကွာဒီဘဝမရှိဘူးဘယ်တော့မှမတွေးတာဘူးခဲလို့တာတွေးတာကိုယ်တော်လည်းလေတို့ကပဲအမြဲတမ်းဒီနေရာမှာရှိရမလို့မင်းတို့တာတွေးတာဖယားမတွေးဘူးတွေးလားတွေးဘူးချစ်သားတို့ဒီငါချစ်မြတ်တဲ့တန်ဃာတွေငါဘာလုပ်မလဲထားခဲ့မှာထားခဲ့ရမှာပရိဒမမဇီဝိတံအာနန္ဒချစ်သားအနန္ဒရဲ့မမငါဇီဝိတံတဲ့ဒီပရိဒနည်းနည်းလေးပဲရှိတော့တယ်3လပဲကျန်တော့တယ်ငါဘုရားရှင်ဒီဟောသင်ချစ်သားတို့ငါချစ်လိုက်တယ်တန်ဃာတော်ရှင်သူမြတ်တို့ဟာပဟာယပဲ၍ဂမိတ်သားမိသွားတော့မယ်တန်ဃာသိမြတ်လို့တယ်မြတ်စွာဘုရားသူ့ရဲ့တပိတန်ဃာကွာတန်ဃာတွေချစ်လွန်းတဲ့တန်ဃာတွေကိုထားပြီးပါလို့တယ်သွားတော့မယ်တဲ့ငါဘုရားရှင်ကိုရမြတ်ဒီဟောသင်ချစ်သားတို့ဟာပဟာယပဲ၍ပဟာယပဲဆိုရင်မင်းတို့ခြံထားပြီးတော့မှဂမိတ်သားမိနိဗ္ဗာန်ယူသိမ့်ငြိမ်းတော့မယ်ချစ်သားတို့ရဲ့ကိုလန်းကိုလျှောက်ကြတော့မယ်ဟုတ်လားကတံမေတရဏမရဏမေငါဘုရားရှင်ကတော့အတ္တနောမိမိရဲ့တရဏံကိုဝေယကိုကတံပြုတ်ပြီးငါကတော့လေငါသွားရမယ်လမ်းကိုလည်းရွေးပြီးငါရဲ့ကိုဝေယငါလှုပ်ပြီးမင်းတို့အလှည့်ပဲကျွန်တော်တယ်ရွတ်ထမ်းမင်းတို့လည်းပဲကျွန်တော်မင်းတို့ဘာလုပ်မလဲအဲ့ဒါဆိုရင်အဘမတ္တတတိမနသုတိလံဟောတာဘိခောသူသမာဟိတာသင်္ကပ္ပသစိတ်တမနုရကတဘေခွေချက်သားတို့ဘေခောယံတော်မြောက်ချက်သားတို့သင်ချက်သားတို့ဒီအဘမတ္တမမေ့မလျော့ကြပါကုန်နဲ့တတိမန္တတတိမန္တောတတိတရားရှိကြပါကုန်လားသူသီလကိုရင်တရားကောင်းကြကုန်သည်ဟောတာဖြစ်ကြပါကုန်လို့တတိကောင်းမှာမမေ့ပါနဲ့ဖခင်အမြဲတမ်းပရိနိဗ္ဗာန်စံလေးပြောတာနော်တတိကောင်းမှာမမေ့နဲ့သူသီလကိုရင်တရားတွေကောင်းမှာသူသမာဓိဓာတမာဓိတွေကောင်းမှာသူသင်္ကပ္ပအတွေးခေါ်ကောင်းတွေတွေးပါ၄ချက်ပြောခဲ့တယ်၄ချက်မော်ဒဲကဘယ်နှချက်လဲတတိရဲ့သီလရဲ့တမာဓိရဲ့အတွေးခေါ်ကောင်းတွေဟာသူသမာဓိဓာသင်္ကပ္ပတီးကြီးပါဘဲမလိုက်ပါနဲ့မင်းတို့လောကကြီးကချစ်ရင်လည်းဘက်လိုက်တယ်မုန်းရင်လည်းဘက်လိုက်တယ်ကြောက်ရင်လည်းဘက်လိုက်တယ်ဒီတော့ကြောက်လို့ပါဖယားလာမလုပ်နဲ့ဘာလဲချစ်ရင်လည်းစန္ဒာချစ်လို့ဒေါသမုန်းလို့ဖယားကြောက်လို့မောဟမသိနားမလဲလို့မင်းတို့လောကကြီးကလေချစ်ရင်တစ်မျိုးမုန်းရင်တစ်ထွေးကြောက်ရင်တစ်ဖုတ်ဟာအဲ့လိုအပြောင်းဘလောင်းမလဲပြောင်းလဲတဲ့ဥစ္စာကိုမလုပ်ပါနဲ့သူ့သမာဟိတာဆရာတော်တန်ဃာတော်အဲ့ဒီအနေနဲ့ကဘုန်းကြီးရေလို့ဖြစ်လာလို့ရှိရင်ဘယ်မလိုက်ပါနဲ့
Harry, Mount Takaro, Mount Yana Lingarado, Mount Yino, Yankan, Balloon and Mabele. Yankanoli, Tuna, do me by Valor. He? Naga, through what I lay? Out on Nagaji Bazelo Naga, Tuna the Ion of Naga, than the Yangas, I'm a Twana Yellow Chutan Kudi, Mapu, Nian Ubazelo Naga. Tuna the Ion of us, same at Dobe, Nasa the town, Pony and Pony, Naga, look bigger. Na Agasura, Tuara, na. Tanda Yarego, Maduanero, Mapia Manero, Tilan, Pia Mashopanero. Block on Naga, Tanda Yangas, and him, Tosama, Piro Naga, Luriali, Chiyin, Moyin, Choyin, Matin, Validate, Mino Nagaria, Chillu, Molu, Cholu, Matilu, Pemele Banagua, Sana di Sana Baya Doda Moas with a Ligu, Malaitago, Naga, Yatanga Miati, Chilule, a Mama Pioba. Molo le Pioba. Chilo le Bemelayao, Molo le Bemelayao. Sierra God and I go win it, wins on a mare. I could near my Major, Naku Mare, Naku Velu, no Malabu. To Malabu, Nam you will alone. Lola, Lola. Sana Baya Doda Moa. Eddie Agri dia Livago, Sean Shabby. Malaitago, Naga, ha, la la la. To the Maida, to the Gapa, Chedaro Mino Nagali, Tanda Yangas and Torpedo, Sanda Baya Doda Moria, Maline, a Twico County, Twibare, that's Satan, Quia Siligo, Nudakata, Sonshaba. Yoima the Midama Winay, Abba Mado, we had the deep. Pahaya Zadi than that and Doka than Angari the deep. Yojian, everybody, Yojian Bogodi, Ima the Midama Winnie, the Mawinia, that and I don't like. Abba Madame Malayo, the Dishi, DP, we had the need him as so him. Sadi than that and Pipia than the Azadi than the Rajigo, Pahaya, Besson, Doka than and Doka, Consunya, Nabando, Carry the D, your name, Baby, do the D. And listen, a good yoga Paima, Tadana sound the Yatun the Konaba Pare. Tila Tamadi, a Tuiko County, Shiba, Payat no Suk Magabare. Prene and San Utino at Payashin Kurumia Jigu. You de Leza Chinu that they are Puagere, so in Coinzoi. Tati dia lady, Poyaba, wasn't dia, Waba, whatever they are doing the Konabari at the Kugu, at the Widaba Miweme, Pawidaba Buame, Puli Kadaba, Chain Famias or Pume, Era Payago Cheta. Tiora Payawaji, Tachimba. Shuri Dacha Piawari low, does only the salt. Yanika, Hopare Loba, Era, a pin Tadana Core Tadana Sodima, Saudi Pima, these alone Piro and Piaji Shide, Any Piro and Piaji Shide Osago, a coat, Taratayali, Mapiesala de Shide Chimaro, Piro and Piaji, calling the Chima, Tarataya, Kayametea, Payametea machine, E. John Winnie, E. Paroni. Pay de Nea, Jadorania, Pietwali me. Manano? Payao Sogara Muno, Payaway Jimara Mane, Tabidi good to be in a Payawari, my Yanni Pit, Ludade, Korea, what a Pilla. The Jamalo, D. Payae, Kuza, Titare, Pirovian Payadema, Kainetara de Ari, Painetara de Tata, Uria, Tamari, Pinas, or the Indidia, Puriari, Sheen, D. Tadanaro Gia, Nilu, Tailu, Kulu, Komam. Mahoyim. Former religion look correct, a twin being Badai Pietwabi, essence of religion, and Netara Badai Mapieto. So a twin being Saumia le Shidemare, a coup, Pirovian, Salon Paya when you shido, General Dea Hoara. A Saumia, Nia Tagemia le Shidemare. A Saumia, Nia Tagemia Gobe, Doche, Pubi, a twin than Piet, Netara, Tadana Machi, to Saumia di Chima, Piare Pietwame, Tomo Guji, Indian and Chile, Paloni Valley. Indian and Machine Boraga, Bogo, Eretro Piara, Piedo, Losara Pietwabi, Erina Machine, Pia Bine, Ubi Bine, Ubi so Uttar Pradesh, Pine Nakupoyan, Takua, Tanshis, Takua, Tantianase, Tan, Tianase, Tansi, Tan Nayado, Bogurishima, Burabata, Sissi, Eric Calaraga, Tiawara, Buraba, Sissi Sulu, Nasebi on Mayao, Tan Nayama, Nasebi on Mayao. Sorry. Swine disappear from Buddhism in India. A very young Indian Burabada, Pioke. Why disappear? Buddhism from India. A very young Burabada disappear Pioke. Michili, Indian. So the measure of Yashin Tadanadoji, Buddhist teaching is the why disappear Buddhist teaching from India.
ဘဲကြောင့်ဗုဒ္ဓဘာသာဒီအိန္ဒိယနိုင်ငံပျောက်ခွဲရတယ်မင်းအဖြေတွေအများကြီးဒီနေ့ချိန်ကြီးဖြေရှင်းရခက်နေအကြောင်းမျိုးကြောင့်တိတ်ပံကဘလို့တမိုင်းကြောင့်ကဘလို့စာပေကြောင့်ဘလို့အဲ့တော့ဗုဒ္ဓဘာသာဒီမူရင်းဖြစ်သောအိန္ဒိယနိုင်ငံကနေဘဲကြောင့်အိန္ဒိယနိုင်ငံတနိုင်ငံထဲမှာဒီနေ့ချိန်ကြီးတရေတိတိကျကျဗုဒ္ဓဘာသာမရှိဘဲနဲ့စာရတော့ရေးတယ်သူတို့အိန္ဒိယနိုင်ငံစာအုပ်တွေအများဆုံးထွက်တယ်ဒါပေမဲ့ကဘာရဲ့ကဗုဒ္ဓဘာသာကိုလက်ခံယုံကြည်နေတဲ့အချိန်ကမှမနေ့ကပဲ BBC ကမနေ့ကဒီမလာခင်လေးည BBC ကြည့်နေတော့ BBC မှာ live show လာနေတယ်ယမုနာမြစ်တို့ဂင်္ဂမြစ်တို့မှာလူတွေရေချိုးကြတာဟောကြည့်အဲ့တော့ဒီကောင်သူတို့ကသူတို့ဟုတ်နေတာပဲတော့မြတ်စွာဘုရားကရေချိုးလို့သူတို့ရေချိုးလိုက်တယ်သူတို့ရဲ့လှုပ်တာတနေ့တည်းလှုပ်တဲ့အကုသိုလ်တွေပျောက်သွားတယ်လို့ယူဆတယ်ဘုရားရှင်ကရေချိုးလိုက်တယ်နဲ့အကုသိုလ်တွေပျောက်ရင်ငါးတဲ့ရေတွေကငါးတဲ့ရဟန္တာတွေဖြစ်ကုန်တော့မှာပေါ့ရေချိုးလိုက်တာဗါတယ်လေကွန်းစောရေတဲ့အစင်းစိန်နဲ့ချိုးလိုက်တာရဟန္တာကကိလေသာစင်ကြီးဆိုငါးတွေပစုံတွေကြာလာပြီးရဟန္တာဖြစ်တာနော်ကွန်းစောအဲ့တော့အဲ့ဒီဟာမျိုးတွေဘုရားဟောတော့သူတို့ဘယ်ချက်မလို့နော်ကွန်းစောသူစွန်းနေဖြစ်နေတာတောင်းတို့မြန်မာနိုင်ငံကကံကောင်းပြီးတော့စစ်မှန်တဲ့ထေရဝါဒဗုဒ္ဓဘာသာကိုကြာရှည်လေးမြတ်နှစ်ပေါင်းထောင်ချီပြီးတော့ကိုးကွယ်ရတယ်သို့တော့တသက်လုံးတည်မလားမတည်ပါဘူးတစ်ချိန်မှာအရမတေယဖျားပွင့်ဖို့တဲ့သာသနာကွယ်ပေးရမှာအဲ့ဒီအရမတေယဖျားဆိုတော့ကွာဓမ္မကြီးဆရာတော်ဥက္ကဋ္ဌနဲ့မိခင်ကြီးသူ service ကစားတင်ကောင်းကစားဖြစ်တယ်ဒီနေ့တော့မသေးသေးချင်းဘူးပေါ့ငါလည်းငါတို့တရားလေးခေါ်မယ်ငါလည်းနဝကမ္မတွေပြည့်စုံနေတယ်ငါလည်းကြီးဝါထုတ်တဲ့ကောင်ငါအမေကငါဆေးကုပေးစေခြင်းနဲ့ကောင်းတာစားတေမဲတော့သိတာပေါ့ဒါစောစောတော့မသေးသေးခြင်းဘူးလေညီတို့ဓမ္မကြီးတစ်ချိန်မှာသိမှသိတာပဲငါ့ကိုချစ်တဲ့သူတွေငါ့ကိုချစ်ချင်းမသေးသေးခြင်းသေးဘူးလေနော်မစောဦးညာကုနာတော်ညန္တာလင်္ကာတော့ငါပြောတယ်ငါကွာ90ကျော်ပြီဆိုတော့အဖိုးကြီးဖြစ်ပြီးတော့အရွှေမြအခုဒီလမ်းတော့မှာပဲတဲ့ကိုတော်လေးကဦးစင်းလေးကမောင်ရင်20ကျော်လေးငါမောင်ရင်30လောက်ငါညန္တာလင်္ကာတို့နဲ့တိတ်ခါတော့ကြည့်တော့အော်ငါမင်းတို့ကြည့်တော့ငါတပည့်တွေကြည့်တော့ငါလူကြီးဖြစ်သွားပြီပေါ့နော်လို့ဆိုတော့မအိုသေးပါဘူးတဲ့တေတော့မှာပါကွာဆိုတော့ဘုန်းကြီးဒီတော့ဘယ်သေးသေးချင်းမှလဲဟာစယောဂဖြစ်ခဲ့ရင်တော့မှသာသနာကြီးကွယ်မှာသိတယ်ဒါပေမဲ့စောစောစီစီမနဲ့ဖြင်ကတပည့်ခါတော့မကွယ်စေခြင်းသေးဘူးခေဟုတ်တယ်နော်နောင်လာမယ့်နှစ်ပေါင်း90အတွင်းတော့မကွယ်စေခြင်းသေးဘူးခေဟုတ်ပြီနော်တေတော့တေမှာပဲဆော့ယောဂရတဲ့ပုဂ္ဂိုလ်သူတရက်တန်နေပါစေတော့လားစိတ်ကူတယ်လေတလနေပါစေတော့လားနှစ်နှစ်နေပါစေတော့လားအဲ့ဒီတိုင်းပဲတောင်းတော်ဒီလိုဆိုရင်သာသနာရှိတည်တဲ့ဖို့အသိတို့ဘာလို့ရမလဲဘောဓိပက္ခရတရား38ပါးကိုလေ့လာပါပွားများပါအထုတ်ပါအများကြီးလုပ်เสียမလို့နမူနာပြောပြဒီနေ့ငါနေကင်းမှာငါဒီမလိုက်ငါတောက်တော်ရေးနေကြီးတောက်တော်ရေးချင်နေတိုင်းကတ်တယ်ဆိုတော့ကွာဆော့ကွာအေးရထပြီးမနေ့မိုးလေးအေးရထပြီးတောက်တော်ဖျားရှိခိုးတယ်တောက်တော်ရေးချင်လေးကတ်လိုက်အေးတောက်တော်ရေးလေးကတ်တဲ့ခါမှာဒီလိုတောက်တော်ရေးတနေ့3ရင်လောက်ဖျားလေးကိုအေးရထနဲ့ဖျားကြီးဆရာတော်ရှင်သာကရာကသူ့ရေးတဲ့ကျမ်းမှာတနေ့လက်ခုပ်3 5တီးငါးကြီးကိုလည်းစားရေတွေကိုလည်းတောက်တောင်ဝေး3ချောင်းထောက်လို့သူအဲ့လိုလေးပေးလေးလုပ်ခဲ့တယ်တနေ့လက်ခုပ်3 5တီးဆိုအနည်းဆုံးတနေ့3ရင်ရှိခိုးပါငါးကြီးကိုလည်းစားဆိုတာ5ပါးတီးလာယူပါရေကိုလည်းတောက်ဆိုတာမြစ်တာရေတွေတောက်ကြပါတောင်ဝေး3လောက်ဆိုတာအနေစာတို့ကနဲ့လက်ခဏလေး3နဲ့ထောက်ထားပါလို့ဖះကြီးစတော်ကအဲ့လိုစသင်သားလေးတွေကိုသူ့နိယံအဖေမှာတနေ့လက်ခုပ်3 5တီးငါးကြီးကိုလည်းစားရေတွေကိုလည်းတောက်တောင်ဝေး3ချောင်းထောက်လို့အဲ့လိုတွေသူကပေးခဲ့တယ်သူကဖះကြီးစတော်ဖះကြီးနိယံရေးတဲ့စတော်ကြီးအဲ့လိုဆိုတော့အဲ့ဒီဖះလေးရှိကိုရင်ရေလေးကတ်တဲ့ခါမှာအိုးတတိတံမောဇင်ကဘာဝက်တော်တတိတံမောဇင်လေးပွားလိုက်တယ်တတိတံမောဇင်လေးကိုသေတံကတ်တော်တတိတံမောဇင်ကသေတံကတ်တော်တတိတံမောဇင်တရားလေးကိုဥထား၍ခေါင်းတယ်ပြီးဒါနာရိကရောတိဒါနပြုလိုက်တယ်ပြုပါမင်းတို့လေဆွန်းလေးလောင်းမယ်ဘုန်းကြီးတွေကိုဆွန်းချင်ကိုဆွန်းလေးလောင်းမယ်အော်ဆန်လေးဆေးလိုက်တယ်တတိတံမောဇင်လေးကိုငါဥတည်လိုက်မယ်လေလှုပ်ကြည့်လေတတိပဒံလေးကိုဥတည်လိုက်မယ်အဲ့ဒါမျိုးလေးအကျင့်လေးလှုပ်ကြည့်လိုက်ပါအလွန်နေလို့ထိုင်လို့တို့ကိုလည်းလေဆန့်ကျင်မဲ့ရေးတဲ့ဘုန်းကြီးတွေလည်းများပါတယ်လူတွေလည်းများပါတယ်မှန်တာပြောပါတယ်မတော်ပါဘူးဒေါသတွေထွက်တယ်တစ်နှစ်နှစ်နှစ်နောက်ကျတော့ဟာဒါနှစ်ခါဥကောညာနာလင်္ကာရကလေဆရာတော်တစ်ပည့်ဖြစ်တယ်လေဆရာတော်ရဲ့အင်္ဂလိပ်စာလည်းသင်ပေးတယ်တရားလည်းသင်ပေးတယ်စာလည်းသင်ပေးပြီးလို့လေအခုခင်းသရနေဘုန်းကြီးအတင်းနေချနေတယ်လာပြောတယ်ဓမ္မတရားကဘုံစိတ်ထိုးလိုက်တိုင်းဆိုတော့ဒေါသနဲ့ပြောခံရတဲ့ကိလေသာဝက်ကာမဝက်ကလည်းဝိပါကဝက်လည်းဖြစ်သေးတယ်ပထမစူးတဲ့မြားကိုဒုတိယမြားနဲ့ထပ်ကော်ရရောက်ပါတယ်တန်လေနတန်လန်တော့ဘာမှမဖြစ်နဲ့တော့အဲ့လို့ဆိုရင်နေရသွားတယ်အဲ့ဒီဒေါသလေးတွေလောဘလေးတွေရှော့လိုက်တာပဲပေါ့ပါပြီးလွတ်လက်ပေါ့ပါအခုဒီနေ့ချိန်ထိအောင်တပတ်နည်းနည်းလောက်ရှိပါပြီအေးရေးတွေမဝ
ညနေမနေ့၄နာရီလောက်မှအိတ်ဒီကပြန်သွားရုပ်ကြည့်လေမနေ့ကတော့ဇလုံးဟောအဖျောက်ကပြန်လာတယ်ညနေ၄နာရီထွက်တယ်မနေ့၄နာရီရောက်တယ်ဒါပေသည်တရားကိုစာထကြည့်တယ်တရားကိုချစ်တာလေးရဒကာဓမ္မတွေကိုသိစေခြင်းလို့ပြောတာလေးရအခုဒီမှာဒီလောက်ဆရာတော်ညအေးရေးပြတဲ့စာနဲ့ဆရာတော်ဒီမှာထုတ်ထားတဲ့စာတွေကြည့်ရင်သိပါတယ်ဒါဆိုဘယ်လဲ28ရက်တလားတနာရီနဲ့18မိနစ်ဒါနဲ့ကျင်းနေလားမကျင်းနေလားသိတာပြီမြန်မာနိုင်ငံအင်တာနက်ကခင်ဗျားတို့သိတယ်ဘယ်လောက်ကြာလဲဒါဆိုရင်အခုဒီမှာဆရာတော်က Life of the Buddha စုကရမတ်တော်ကိုထွက်ကြပြောတော့မှာဖြစ်ချင်းရောက်ဒါဆိုရင်ဒါကြည့်လိုက်တရားဒီဘုန်းကြီးကစားပြီးအိတ်နေဘိတ်ခွေလာကြည့်လိုက်သိပြီနော်အခုဒီမှာကြည့်28ရက်တလားတနာရီ18မိနစ်နောက်တစ်ခုကဘယ်လောက်လဲနောက်တစ်ခုကတနာရီနဲ့36မိနစ်နော်ဟုတ်ပြီနော်နောက်တစ်ခုကတနာရီနဲ့24မိနစ်ဒါခင်ဗျားတို့ကြွားတာမဟုတ်ဘုန်းကြီးအဲ့လိုအလုပ်ဘယ်ကောင်ကတနာရီနဲ့25ဒါဆိုရင်ဆရာတော်ကစုကရမတ်တော်ဆိုတဲ့ဝတ်သားလားမှုလားမက်ရှရုံလားဘမ်ဘူရှုပ်လားဆိုတာကိုရှာလိုက်ရတာအခုကြည့်လိုက်ရင်တနာရီ18မိနစ်တနာရီ24တနာရီ35ကြည့်လိုက်ရင်နေကင်းတနာရီလဲကိုင်းလာလားမရှိဘူးအဲ့လိုမရှိဘူးဟုတ်ပြီနော်ဒါဆိုပြီနော်ဒါလို့ဆိုရင်ထေရဝါဒသာသနာ့အတွက်အဲ့ဒီစိတ်ကလေးနဲ့အခုမကျင်းတော့လဲနေလို့ရတယ်အဲ့ဒါလေးတခါလေးအိတ်ချင်တဲ့ခါလေးကိုလီကွာအာနာပါနာလေးကွာဘုဇုံလေးပွားတခုလေးလှုပ်ကြည့်လိုက်ပေါ့ဘုဇုံလေးကွာငါကနေအောင်ငါမင်းဇလွန်ကိုသွားတာလေဇလွန်မျိုးသူမျိုးသားတွေကနေပြီးတော့အရှင်မြတ်သိန်းတစ်ထောင်လှူခြင်းလို့ဘယ်တော့မှမလာဘူးပတ်တာအဲ့လိုငွေစကားနဲ့လာမပြောနဲ့အရှင်မြတ်ဇလွန်ကအချောဆုံးကောင်မလေးကလေအရှင်မြတ်ကိုဖိတ်လို့မလာဘူးတရားနာခြင်းနဲ့ဆိုတဲ့စိတ်နဲ့ဆိုတော့လာလိုက်ပါတယ်ငွေချင်းနဲ့လာမတိုင်းနဲ့ဆိုတော့တပည့်ကြီးကကျန်းနဲ့ဖြစ်သွားတယ်အဲ့လိုဖြစ်သွားတယ်အဲ့လိုမလုပ်အောင်ဟုတ်ပြီနော်ပင်းတန်ရင်ရပါတယ်အနာတပင်တည်းကြီးမြတ်စွာဘုရားကြီးကြွမလို့အရှင်မြတ်ဘုရားမကြွပါနဲ့မရဘူးကောသလမင်းကြီးပြောတယ်မရဘူးအဲ့ဒီချိန်မှာနာရပင်တရေကြီးစိတ်ညင်နေချိန်မှာပုံကြုံမာလေးပုံတာကဖေးဘာဖြစ်တာလဲနေသားမှာဖေးတခါမှဒေါသမထွက်ဘူးနော်စိတ်မဆိုးဘူးနော်ဆိုးတယ်ဒီနေ့စီးပွားရေးမပြေတယ်လို့မဟုတ်ဘူးဟေးတဲ့ဘာလို့လဲမြတ်စွာဘုရားကကြွတော့မယ်တဲ့ခရီးသွားမလို့ငါကနေပါအောင်ဘုရားဆိုတာမနေလို့အဲ့တော့ဖယားနဲ့ပတ်သက်လို့စိတ်ဆိုးတယ်တမန်စိတ်မဆိုးဘူးဖယားကိုမမြင်ရမှာဆိုလို့ဆွမ်းမကတ်ရမှာဆိုလို့အဲ့ဒီကိစ္စနဲ့တော့သမီးတာဝန်ထားပါအောင်မကြည့်ချေတာနင်ဘာကောင်းမှမလို့အဲ့ဒါအရေးမကြီးဘူးလေသမီးများမြတ်စွာဘုရားမကြွအောင်ပြောနိုင်ရင်ဘာကြီးပေးမလဲဟေးဒီနေ့အစာရေကျွန်ဖြစ်ကလှုပ်ပြီးမင်းကိုလေသမီးရမှာထားမယ်တဲ့ရှိစေဆိုပြီးကြောင်းသွားဘုရားရှင်သင်္ကန်းယုံနေမြတ်စွာဘုရားတပည့်တော်မနာမယ်ပုံနာပါဗျာသိသားပဲအနာရိသတိအမြဲတမ်းကြွနာဘုရားဘယ်ကြွမလို့လဲဘုရားဟဲ့ငါဇလွန်ကြွမယ်နောက်ကိုစောတရားကြွမယ်ဇလွန်ကပင့်လာတာမှန်လားပါဗျာမြတ်စွာဘုရားမကြွဖို့မရဘယ်သူမှမတိုက်တုံးဘူးလားမတားမြစ်ဘူးလားတားတာပဲကွာအနာတပိလည်းတားတယ်ဝိသခါလည်းတားတယ်ကောသလမင်းလည်းတားတယ်လေငါကြွမှာပေါ့ဘုရားရှင်ကြွမှာဘယ်သူတားလို့ရမှာတော့ဘုရားရှင်ကြွမှာဘယ်သူတားလို့ရလဲဘယ်သူကညီတော်မျိုးသမီးတွေရှောက်တတ်ရင်ရတယ်ဒါမျိုးသမီးတွေလာလိုက်ရင်စကားကမရှောက်တတ်ဘူးဖုံဖုံကလည်းတပည့်တော်မှဖုံဖုံလေဖုံဖုံလူကို10သိန်းအောင်စုထားတာဆိုတော့သမီးအဲ့လိုမရှောက်ပါဘူးလေဖုံဖုံတရားအောင်ဟက်ဆဲကေသည်အဲ့လိုမရှောက်နဲ့ဖုံဖုံဟိုဇလွန်ကလေတရားနာဖို့လူတော်တော်များများခွင်းသရတို့ဓနုဘီတို့လည်းအများကြီးဗျာတောသူတောင်သားတွေအရှင်မယားကိုတရားနာကြအဲ့လိုရှောက်ရတယ်သမီးရဲ့တပည့်တော်ဟုတ်အရှင်မယားများဟာဒီဝါရင်းမှာတရင်သုံးရင်လေတပည့်တော်မကတရဏဂုံ3ပါးနဲ့5ပါးသီလကိုတဝါရင်းလုံးနေစဉ်စောက်တည်ပါပဲဖေဟာအနန္ဒဘုန်းကြီးတွေပြောလိုက်မကြွတော့ဘူးထုတ်ချစ်အဲ့ဒါချစ်တာဖေဟာကိုချစ်တာကြုံမလေးပြောတဲ့စကားကအရှင်မယားသီလစောက်တည်ခြင်းလို့တရားနာခြင်းလို့တပည့်တော်တရဏဂုံယူခြင်းဆိုတော့ဓမ္မကိုပြောတာဖြစ်ခြင်းအောင်ဓမ္မကိုလေးစားတဲ့ဖခင်ကကြွလိုက်ရင်ဘယ်အဲ့တော့အနန္ဒဘုန်းကြီးတွေပြောလဲမကြွတော့ဘူးဒီဝါတွင်အဲ့ဒါပြန်သွားဟဲ့ဘလို့နေလဲဟာဖခင်စကားလေးတခွန်းလျှောက်တာရှိတကားမိတ်တာရှိသေးတယ်ဒီစမ်းမအောင်နဲ့နင်းကငါ့ကိုတဝါတွင်လုံးမကြွပါနဲ့ပြောအောင်နင်းကဘာတွေလှူနိုင်လို့လဲတဲ့မှန်လားပါဗျာမြတ်စွာဘုရားလည်းသိပါတယ်ဗျာ you know I know ပေါ့ you know about me I know about you ပေါ့အရှင်မယားမြတ်စွာဘုရားလည်းတပည့်တော်သိပါတယ်အရှင်မယားလည်းတပည့်တော်သိပါတယ်ဖေရားတဲ့ပြောတယ်နော်တပည့်တော်မှကသူများအိမ်မှာကတ်စားရစားကတ်ဖတ်ရပါကြုံမှအရှင်မယားသိပါတယ်တဲ့တပည့်တော်ပစ္စည်းလေးပါးနဲ့အရှင်မယားကိုထောက်ပတ်နိုင်တဲ့အင်အားနဲ့တပည့်တော်မတားပါဘူးအဲ့တော့မှခုနစကားလေးပြောတော့အနန္ဒာဖုန်းတော်ရဟန်းတော်တွေကိုကြွလိုက်မြတ်စွာဘုရားမကြွတော့ဘူးပြန်သွားတဲ့ကောင်းပါလေးရလားဟာရတာဗောရတယ်တွေ့လားတထေးတွေပါအားတင်သွားတာနေသားမောင်ငါလိုတထေးကြီးအနာတပိန်ကရှောက်တာမရဘဲနဲ့မင်းလိုကြုံပါလေရှောက်ပုံချင်းကွာတယ်လေပါတယ်လေအဲ့တော့မြတ်စွာဘုရားဘယ်လိုလုပ်လိုက်ကြလဲဘုရားတပည့်တော်အနာတပိန်တထေးကြီးကျောင်းတကာကြီးဇေတဝင်ကျောင်းတကာကြီးရှောက်တုံးကတော့ရှင်ဘုရားကသာသနာမှာ
ကြွရအောင်မပြောတယ်အခုတပည့်တော်အိမ်ကကျွန်မဘာမဟုတ်တဲ့ကောင်မအစုပ်ပလုပ်ပါနော်အရှင်မြတ်တရားဓမ္မကုဏကေတီဆယ်ဆိုတဲ့ကောင်မလေးကြတော့ရှင်ကြွလာသူလျှောက်တတ်တယ်အဲ့တော့မြတ်စွာဘုရားဘယ်လိုလျှောက်လဲဆိုဒါတွေလိုလျှောက်လဲဆိုတော့မှန်လားပါဗျာတပည့်တော်ရဲ့ဂရိတိုင်းပဲဒီနေ့ဆိုပုံနာကိုသမီးရာထားပါပြီသမီးအငယ်ဆုံးပြင်မွေးစားပါတယ်ဗျာအဖေတဲ့ကျမနဲ့အဖေနဲ့ကကျွန်နဲ့သခင်မဟုတ်တော့ဘူးနော်ဟုတ်ပါတယ်ဘုစိတ်သာဖြစ်သွားပြီဒါဆိုရင်ကျမဒီကနေ့ပဲမြတ်စွာဘုရားသာသနာတဲကိုဝင်ပြုပါပေးရပြီလေကျွန်ဆိုတော့ဝင်လို့မရဘူးဝင်စေသမီးဆိုတော့ဝါတော်မချွတ်သေးဘူးရဟန္တာဖြစ်သွားတယ်အဲ့ဒါချစ်တာငါဖျားကိုစားရှောက်တယ်နော်ဒါဆိုရင်ဖျားရှင်ကိုချစ်တယ်ဆိုဒီမှာဓမ္မကိုချစ်ရင်ဖျားကိုချစ်တယ်ဒါပဲဓမ္မယုဂသန္တာကိုချစ်ပါတယ်လားမပြောနဲ့အရှင်မယားတပည့်တော်လေးသင်္ကန်းလေးကြိုင်ပြီးသွားလေရမောင်ဘယ်ကိုသွားတဖွာမှမခွာလို့မလိုက်နဲ့ no မလိုက်နဲ့ငါဘယ်မှလိုက်တာမကြိုက်ဘူးငါတော့လိုက်ငါတကူတော်ရွက်လွင်ခြင်းပဲငါကြိုက်ငါတယောက်တည်းသွားချင်တယ်ငါခီးယူမှာငါတော့မှငါသေကန်ဤများဝေဒနာဖြစ်နေတကူတည်းပြောလိုက်တယ်ဘယ်သူမှကြောင်းပေါ်မတက်နဲ့တယောက်တည်းပဲနေချင်တယ်မဘဘဗျာအဲ့ဒါလာမာရတယ်ကိုဘာသာကိုအခြေအနေမကောင်းတော့ဆိုရင်လူတွေလာမဝိုင်းနဲ့သေသွားလို့ရှိရင်လေအဲ့ဟိုဘက်ကဟိုဘကိုးကတက္ကမကြီးတို့ဟာမျိုးတွေအိုရာကြီးတွေလာမငုံနဲ့ချောလှတာလေးလာငိုလို့ပြောထားခဲ့တယ်ဟုတ်တယ်နော်သူတို့မျက်နှာလေးကိုကမေ့ပြီးလိုက်အဲ့ငါရုပ်ဆိုးမှာနောက်ဘဝကြအဲ့လိုငါပြောတယ်နော်ကိုင်းစောပါထားတယ်ဟုတ်လားညာနာကပါတယ်လေဒါဆိုရင်ကောင်းပြီမြတ်စွာဘုရားကိုချစ်တယ်ဆိုတာတဲ့ပါတယ်လေကိုင်းစောဓမ္မကိုချစ်မှဘုရားကိုချစ်တာပါသာသနာတော်မှာအရေးကြီးတဲ့ဘောဓိပက္ခတရား38ပါးကိုလည်းဟောပြပါပြီဟုတ်ပြီနော်အထာဂောတက္ကထာဂောအထာဂောဘဂဝါပုပ္ပန္နသမယနိဝသတ္တပတ္တစေရမရယဝေသာလင်ပိဏယပါဝိတိတရားကောင်းရောက်ပါတော့မယ်အထာဂောဒုက္ခနဲ့ဘဂဝါဘုရားရှင်ကိုရောမြတ်သည်ပုပ္ပန္နသမယနနစောကာလမနိဝသတ္တသင်္မိုင်ကိုပြင်ဝ၍ပတ္တစေဝရံတပိတ်တလုံးသင်္ကန်းသုံးတယ်ကွာရယူဝေသာလင်ပြီးသို့သင်္မိုင်လေးပြင်ဝပြီးတော့မှသင်္ကန်းလေးကိုတတ်ပဲလို့တပိတ်သင်္ကန်းလေးနဲ့ဝေသာလင်ပြီးသို့ပိဏယဇွန်လုံကပါဝိတိကြွတော်မူခဲ့ပါပြီပါတယ်လေဆောင်းကကြွခဲ့ပြီတဲ့အဲ့တော့ဝေသာလိယံပိဏယစရိတ်တောပစ္စာပတ္တံပိဏဗဒပရိကံတော်နာဂပလောကိတံဝေသာလိအပလောကိတောအဲ့ဒါလေးကြည့်တရားကောင်းတယ်ပြီးတော့မှာဝေသာလိပြီးကိုဆောင်းကကြွနောက်ဆုံးတော့ခင်ဗျားတို့ပြောပါဗျာဇလွန်မျိုးနောက်ဆုံးလို့တရားပြောရတယ်ကောင်းတော့မကောင်းပါဘူးနော်ကိုပါတယ်လေဝေသာလိမျိုးကြီးကိုဆောင်းကကြွပြီးတော့ဆောင်းကပြန်တဲ့ခါမှာမြတ်စွာဘုရားဆင်မြောင်ကြီးလို့နောက်လှည့်ကြည့်လိုက်ဘာလို့လဲဝေသာလိယံဝေသာလိပြည်၌ပိဏယစရိတ်တော်ဆွမ်းငံကြွတော်မူ၍ပစ္စာပတ္တံပိဏဘာရပရိကံတော်ဆွမ်းငံပြန်ရွာလာခဲ့ရမှာလာခဲ့တော်မူသောမြတ်စွာဘုရားရှင်သည်နာဂောပလောကိတံဆင်မြောင်ကြီးပမာနောက်ကိုလှည့်ကြည့်ပြီးအသားလေးပြန်လှည့်လိုက်ဝေသာလိတို့အပလောကိတော်ကြည့်၍အာယသမဏအနန္တရှင်အနန္ဒကိုအမန္တေတိမိန့်ကြားတော်မူပြီးဣဒံပစ္စည်းမကအနန္တတတဂရတဝေသာလိယဒတနံဘဝိတတိစိတ်မကောင်းလိုက်တာဟုတ်ကောင်းတော့အာနန္ဒငါဘုရားနာနဲ့ခါစားလိမ့်မတဲ့ညီဘွားအာနန္ဒရဲ့ဣဒံပစ္စည်းမကံတတဂရတဝေသာလိယဒတနံဟာဒီဝေသာလိမျိုးကြီးကိုမြတ်စွာဘုရားကြည်တော်မူလိုက်ခြင်းသည်ဒါနောက်ဆုံးကြည်ခြင်းပဲကွယ်တို့ရဲ့အဲ့ဒါတရားကောင်းစဉ်လေးကိုအဲ့ဒီပါဠိလေးကြည်ပြီးဒီနေ့တရားကောင်းစဉ်ကိုနေရခဲ့တော့ဝေသာလိဟုတ်ပါဘူးကျန်ရခဲ့တော့ဇလွန်ရေးဘာလဲကောင်းတော့နေရခဲ့တော့ဝေသာလိလို့တရားကောင်းစဉ်လေးပြေးခဲ့ပါတယ်ကြမလားရောက်ရေးစီပါတယ်လေနေခဲ့တော့ဝေသာလိအာယမနန္ဒယေနဗန္တုကံဗန္ဒကံမောတင်တုပသင်္ကမိတ္တမအာနန္ဒจิตအာနန္ဒယအာယမလာသွားကြကုန်သောယေနအကျဉ်ရ၌ဗန္ဒကံမောအဲ့ဒီခရီးလေးတွေကိုလေမြေပုံနဲ့ကြည်တိုင်းဝင်နေတယ်ဘုရားရှင်ဟိုးရာဇယိုနဲ့ပါတလိပုတ်ကနေတခါအဲရွာလေးတွေဖက်သွားတာဘောကရွာဘောကနေဘန်းတို့အဲ့လိုရွာလေးဘုရားရှင်သွားတာလေးကြည်ပြီးအိုးဒီခရီးလေးမှာမြတ်စွာဘုရားနဲ့အနန္ဒအဲ့လိုကြွနေချိန်မှာကဆုံလာကြီးဆိုနေအလွန်ပြင်းတဲ့ချိန်လေးသွေးဝင်းတွေသွားပြီးတော့အားတွေကုန်ခန်းနေတာအဲ့ဒါလေးကြည်ပြီးတော့ဒီဘုရားရှင်ရဲ့သာသနာငါဟောနိုင်ခွင့်ရတော့ဘုရားကအဲ့လိုချစ်တယ်ကြည်ညိုယိုသည်လေးစားရုံနဲ့မကဘဲနဲ့ချစ်တဲ့သဘောတရားလေးပါပါတယ်ဟုတ်ချစ်တယ်ကွန်းစောနောက်ပြန်ပြီးလှည့်ကြည့်လိုက်ချက်သားအနန္ဒာတဲ့ဟာဒီဝေသာလိမျိုးကြီးကိုကြည့်တာနောက်ဆုံးပဲတဲ့ဘာဖြစ်လို့မြတ်စွာဘုရားကအဲ့ဒီစကားကိုပြောရနော်ကွန်းစောချက်သားအနန္ဒာဗန္ဓုကွာရွာလို့လည်းခေါ်တယ်ဗန္ဓရွာလို့တွားကြစို့
အဲ့ဒီရောက်တဲ့ခါကျတော့မြတ်စွာဘုရားဘာပြောလဲဆိုတော့ဒီဝါကလည်းတန်ဃာတော်ရှင်သူမြတ်တွေအတွက်အရေးကြီးတဲ့နော်ညီတော်လေးပိတ်ခါတို့ညီတော်ညနာငါတို့စတုဏံဘိကွေဓမ္မနအနုဘောဓာပရိဝေဒာဧဝမိတံဒီကမတနံတန္တာဝိတံတန္တရိဓမ္မမင်စေဝတုံမာကင်းစချက်သားတို့ဟဲ့ညနာလင်္ကာရရဲ့ဘိကွေကိုချက်သားရယံတော်မြတ်ကိုချက်သားတို့စတုဏံဓမ္မနာတိတရား၄မျိုးတို့အနုဘောဓာလျော်စွာမသိခြင်းကြောင့်အနုဘောဓာဆိုတာသင်ယူခြင်းနာကြားခြင်းတရားနာခြင်းမရှိဘူးစဖတ်ခြင်းမရှိဘူးစသင်ခြင်းမရှိဘူးအပရိဝေဒထိုးထွင်းရင်မသိခြင်းကြောင့်ဟောနှမျိုးစတုဏံဓမ္မနာတိတရား၄မျိုးတို့ကိုအနုဘောဓာလျော်စွာမသိခြင်းကြောင့်အပရိဝေဒထိုးထွင်းရင်မသိခြင်းကြောင့်ဧဝမတ္တန္တိကမတ္တနံတန်ရှိလျာစွာသောဟာဒီတန်တရားကြီးတစ်လျှောက်လုံးမမင်စေဝငါဘုရားသည်တော်၎င်းတုံမှန်ကင်းစွာသင်ချက်သားတို့သည်တော်၎င်းတန္တာဝိတံပြေးလွှားရပြီတန်တရိတံကျင်လိုက်ရပြီဟေ့ညာနာလင်္ကာရအေးငါဘုရားတော်၎င်းမင်းတော်၎င်းမင်းရဲ့တရားဓမ္မအပေါင်းသူတော်ကောင်းတို့သည်တော်၎င်းဒီတရားလေးမျိုးကိုမသိလို့ရှေးစွာသောတန်တရားကြီးမှာပြေးခဲ့ရတာကွာတဲ့ကိုင်းစော်ရဲ့ဗါတယ်ပြေးခဲ့ရတာဘာတရားလေးမျိုးတဲ့အရိယသဘိကွေသီလသာအနုဘောဓာအရိယာတို့သိတဲ့သီလငါးပါးသီလကိုမဆိုလို့ဝိဖြူစင်ကောင်းမြတ်တဲ့အရိယာတို့သိတဲ့သီလအရိယာတို့သိတဲ့သမာဓိအရိယာတို့တည်ကြည်တဲ့သမာဓိအရိယာတို့နားလည်တဲ့ပညာအရိယာတို့လွတ်မြောက်တဲ့ဝိမု ക്തി နီးအရိယာတို့လွတ်လပ်ခြင်းတွေအများကြီးရှိတဲ့ထဲကအရိယာတွေလွတ်လပ်ခြင်းကိုဆိုလိုတာပါလွတ်လပ်စွာဆန္ဒထုတ်ဖို့လို့ရပြီအဲ့ဒါဒီအရိယာတို့ရဲ့လွတ်လပ်ခြင်းမဟုတ်ဘူးစာရရေးတာစင်စာတွေမရှိတော့ရုပ်ရှင်တွေဗီဒီယိုတွေစင်စာတွေမရှိတော့တရားဝါတွေကတော့နည်းနည်းပါးပါးဟိုနေ့တွေပါမရှင်လိုသေးတယ်အကုန်လုံးလွတ်လပ်ပြီးတရားဝါကြမှာလိုက်ပါမရှင်လာရှိနေတယ်နော်ပါမမရလို့ရုပ်ရှင်တွေစင်စာတွေကင်းပါပြီစာပေတွေစင်စာကင်းပါပြီအစင်မသိလို့ချင်းကိုလိုချင်တာတက်ပြီးတော့မှပြောရေးဆိုဝင်နေရှိပြီးអော်လို့ရပါပြီဓမေစီတို့တရားဝဲကတော့အခုချင်းပါမတွေတောင်းနေရတော့မှာပဲကိုတို့ရဲ့နော်အဲ့ဒီလွတ်လပ်နည်းမျိုးတွေကိုမဆိုလိုပါဘူးအရိယာတို့ရဲ့လွတ်လပ်ခြင်းကောင်းစားဒါဆိုရင်သီလအရိယာတို့သီလရဲ့အရိယာတို့ကိုခြင်းတရားရဲ့အရိယာတို့သမာဓိရဲ့အရိယာတို့ပညာရဲ့အရိယာတို့လွတ်လပ်နည်းရဲ့အရိယသာဝိမု ക്തി ပါမောင်ညာနာလင်္ကာရအဲ့ဒီ၄မျိုးကိုမသိလို့တဲ့အရိယသီလအရိယသမာဓိအရိယပညာအရိယဝိမု ക്തി အနုဗုဒ္ဓအပရိပရိဝိဒာအဲ့ဒါတရားတွေမသိတာဖြစ်ခြင်းကြောင့်အဲ့ဒီတရားတွေသိခဲ့ရင်တော့တန်တရားကြီးမှာရပ်ပါမယ်သီလံသမာဓိပညာဇာဝိမု ക്തി ဇာနုတ္တရာအနုဗုဒ္ဓဣမေဓမ္မာဂေါတမေနယတ္တသိနာဣရိဗုဒ္ဓဘိညာယဓမ္မမဂ္ဂတိဘိက္ခုနံဒုက္ခသန္တာကရောသတ္တာစက္ခုမှာပရိနိဗ္ဗုတောသီလရဲ့သမာဓိရဲ့ပညာရဲ့ဝိမု ക്തി ၄မျိုးသီလသမာဓိပညာကသိက္ခာ၃ရပ်ကျင့်ရမယ်အရာဝိမု ക്തി ရမယ်အကျိုးတရားဒါပဲဗျာ၄မျိုးပဲကျွန်တော်တယ်အဖေနဲ့မြတ်စွာဘုရားအကျဉ်းချုံလာတာသီလရဲ့သမာဓိရဲ့ပညာရဲ့ဝိမု ക്തി ရဲ့သီလကကိုခြင်းတရားသမာဓိကကိုခြင်းတရားပညာကကျင့်နေုံလိုက်နာမယ်တရားဝိမု ക്തി ကလွတ်မြောက်မယ်တရားလို့အကြောင်းတရား၃မျိုးနဲ့အကျိုးတရားတစ်မျိုးပြပါတယ်အဲ့ဒါလည်းပြီးလဲပြီးတော့ဒါဂေါတောကနေဘဂဝါဘုရားရှင်ကိုရမီပန္နာကမယတပိရတံဝရိတ္တဝအာယမနန္ဒဟတ္တိကမောစင်သိန်းနေရရွာအဘကမောတရက်ပင်နေရှိတယ်ရွာဇံဘုကမောသဘေပင်ရွာဘောကရံဘောကစီဝါရေးကုံတယ်ပွဲစားတွေများတယ်မြို့ဇလွန်မြို့မျိုးကြီးပေါ့ကိုယ်ကပါတယ်ကုံတယ်ပွဲစားတွေများတယ်မြို့ဘောကမြို့အဲ့ဒီမြို့မှာဘာရှိလဲဆိုတော့စင်ထိန်နေစင်နေရှိတဲ့ရွာစင်နေရှိတဲ့ဆိုတစ်တွေပေါ်လို့ပေါ့အဘကမှာတရက်ပင်နေဆိုင်တယ်ဇံမှာတပြေပင်နေရှိတယ်အဲ့ဒီဘောကနဂရမှာရှိတဲ့ချက်သားအနန္တအာယမအနန္တချက်သားအနန္တလာသွားကြဘာကုန်းစုစီဝါရေးတွေကောင်းတယ်စီဝါတထေးတွေပေါ့တဲ့ဘောကမြို့မှာစင်ထိန်တို့ရဲ့ရွာတရက်ပင်ရွာစင်ရွာတပြေပင်ရွာဆိုတဲ့ရွာ၃ရွာတို့သွားမယ်တဲ့ကောင်းစောနော်ရွာဘယ်နဲ့ရွာ၃ရွာသွားပြီအဲ့ဒီတော့ရွာ၃ရွာသွားအဲ့ဒီမှာမြတ်စွာဘုရားဘာဟောလဲလို့မေးကြရှိတယ်နော်အဲ့ဒီရွာ၃ရွာမြတ်စွာဘုရားစတုမာပရိသတရား၄ပါးဟောပါတယ်ဘာတရားတဲ့အဲ့ဒီတရား၄ပါးကဘာတဲ့လဲတဲ့သတ္တရောမေဘိက္ခွေမဟာပရိသေတေသမိတံသုနာတသာဓုကမနတိကရောတခြေသားတို့ဥပရိသတရားကြီးကျယ်မြင့်မြတ်တဲ့ဥပရိသတရား၄ပါးကိုဟောမယ်ယူသေးစွာနားထောင်ကြပါနှလုံးသွင်းမှန်မှန်တွင်းကြပါ
ira begu iyon wariya tamuka medan auto baka wado tudan tamuka pergi dan ayan demo ayan wini yo idan tadu tadanandi to kau maju macam nama jodoh begu yo ayan nama ucap taru begu ayan orang bati ida tadanado nai iyon itu wariya soya suga mesoyang tamuka medan auto ngajino baka wado miaswa biasa yang tamat tudan siaga bubai tamuka miaswa biasa miamau doma ngali hari miaswa biasa miamau doma di dia ada cabu deh di wini deh songai bude lu pioga lima deh kau tahu ပြောရင်အဲ့ဒီပုဂ္ဂိုလ်လေအဲ့လိုပြောလိုက်တဲ့ပုဂ္ဂိုလ်ပယ်လဲမပယ်နဲ့သဘောတရားပယ်လဲမပယ်နဲ့ကိုယ်ကပါတယ်လေလက်မခံနဲ့ရမ်းပြီးလဲလက်မခံနဲ့ရမ်းပြီးလဲမပယ်လိုက်ပါနဲ့အဲ့တော့နော်ဘလောက်ဒီမိုကရေစီဘလောက်ကြာလဲဘလောက် fair ဖြစ်တယ်ဆရာတော်ကတန်လာအဲ့ဒီဇလွန်မတရားဟောပါပြီဒီတရားကိုငါဒီမြတ်စွာဘုရားထံဘာကနေသိခဲ့တယ်မြင်ခဲ့တယ်ပြောမယ်ဆိုရင်အဲ့ဒီဥက္ကဋ္ဌနာတရားမှားတယ်ကွာလို့တတ်မပြောနဲ့တဲ့မှန်တယ်ကွာလို့ရမ်းလက်မခံနဲ့တဲ့ရမ်းလက်မကန့်ကွက်နဲ့ရမ်းလက်မခံနဲ့တဲ့ကွန်းတော်အေးအဲ့ဒီစကားကိုလက်မခံနဲ့အောင်ပယ်လဲမပယ်နဲ့အောင်ကြိုက်လဲမကြိုက်နဲ့အောင်ကွန်းတော်ပါတယ်လေချစ်လဲမချစ်နဲ့အောင်မုန်းလဲမမုန်းနဲ့အောင်လူတွေခင်ဗျားတို့ကလေအကြောင်းအရာတခုမြင်ရမ်းပြီးဓမေစေတော်ကောသနာအမေရိကမှာအိမ်အောင်ကြနေတယ်ဟုတ်မှာပါပါတယ်အဲ့တော့ငါလည်းဟောပြီးပါပြီဓမေဆရာတော်ကောသနာမန်အမေရိကန်မှာအိမ်အောင်ကြနေတယ်မဟုတ်ရပါဘူးဗျာရှင်းနော်ဇလွန်မာလေတင်အောင်မိုးတဲ့ဓမ္မပူဇာမှာသိမ့်100ရတယ်ဆိုပါရောမဟုတ်ရပါဘူးဗျာဟုတ်လားနော်ဒါဆိုခင်ဗျားနင်တို့သိပါတယ်ဆရာတော်လည်းနိုင်ငံကြီးပြန်လာအိတ်တိခွေလည်းအထွက်နဲ့တော့ငါလည်းပြောလိုက်တယ်ကောဆိုဘာလဲပဲခူးမြို့မှာအကောင်မလေးနဲ့ဆိုင်ကနေရှောက်သွားတယ်ဆိုပါလားမဟုတ်ရပါဘူးဗျာကောဆိုယုံလိုက်တာပဲစဉ်းစားဆင်ញင်နဲ့ညင်နဲ့လက်ခံခြင်းမရှိဘဲနဲ့ရမ်းယုံလိုက်တယ်နော်ကောရမ်းယုံလိုက်တယ်ကောစဉ်းစားဟုတ်ပြီကောမြတ်စွာဘုရားဟောတဲ့တရားတွေကိုနားထောင်ရပြီးတဲ့အခါမှာဒီဇရာကြောင့်မြတ်စွာဘုရားရှင်ကငါတကယ်ကြားခဲ့တာလို့ပြောတဲ့အခါမှာသူပြောတဲ့တရားကိုသုံးဝင်နေတဲ့ကိုမြတ်စွာဘုရားစကားတော်စစ်ဟုတ်လားမဟုတ်လားထဲ့ကြည့်တဲ့သုတ်တန်တဲ့ကိုထဲ့ကြည့်သုတ်တော်တဲ့ကိုထဲ့ကြည့်ဝီနီတဲ့ကိုထဲ့ကြည့်ထဲ့ကြည့်လို့အဲ့ဒီတရားတော်ကသင်လျော်တဲ့ဝင်နေဆိုရင်ဟုတ်တယ်မသင်လျော်ဘူးဆိုရင်ပယ်လိုက်တဲ့ကိုယ်စိတ်ပါတယ်လေပယ်လို့ရင်ပယ်လိုက်အဲ့ဒါဆိုအဲ့ဒီတိုင်းလေးနဲ့ပဲကြံတာအကုန်လုံးသွားတော့ပေါ့နော်ကိုယ်ဆိုနော်တခုရရင်တော့ကြံရပါပြီတခုရရင်ကြံတာတခုရရင်နောက်တစ်ခုကပါတယ်လေမြတ်စွာဘုရားပြီးတဲ့အခါကျတော့အမုခသမိန်နာမအာဝသေသံဃောတထေရောတပမောက္ခောတန်ဃာတော်ရှင်သူမြတ်တွေထံကနေဒီစကားကိုကြားခဲ့တယ်ဖျားပြီးတော့တန်ဃာခုနလိုပဲထဲ့ကြည့်လို့ဩဒရိယမာနဝင်လို့ရှိရင်လက်ခံလဲမဝင်ပယ်လိုက်နောက်တစ်ခုကပါလဲအမုခသမိန်နာမအာဝသောသံဘူးလားထေရဂိုင်းရှိတယ်အဲ့ဒီဂိုင်းကကြားခဲ့တဲ့စကားမှန်တယ်ပြောတယ်ထဲ့ကြည့်လိုက်မဝင်ရင်ပယ်လိုက်ဝင်ရင်ယူလိုက်နောက်တစ်ခါငါဒီဆရာတော်ဘုရားငါတိပိကဆရာတော်ဘုရားမင်းကုန်းဆရာတော်ဘုရားကြီးတဲ့ဒီတရားကိုငါသင်ခဲ့တာအဲ့ဒီဘုရုရှိရပဲသင်ခဲ့ထဲ့ကြည့်လိုက်ဓမေကြီးဆရာတော်ဘုရားကလေဟာဇလွန်မြို့ကဆရာတော်ဘုရားကြီးရှိရနေသင်ခဲ့တာအဲ့ဆရာတော်ကဘာကျော်ဆရာတော်ဘုရားကြီးဟင်္ဒရာဆိုမိုးကောင်းဆရာတော်ဘုရားကြီးငါတို့တဲ့သိချစ်တဲ့ဆရာတော်ကြီးဆရာတော်ဘုရားကြီးပါရဏဓမ္မဥဒ္ဓမဘယ်ဘုန်းဓမေကြီးဥပဒနာဟိုင်းအဆိုမိန်ကလေဟင်္ဒရာမိုးကောင်းဆရာတော်ဘုရားကြီးယူခဲ့ဆရာသင်ခဲ့တာမဟုတ်ဘူးလိန်တာဒီလိုစာရပေးတဲ့ဆရာတော်ဘုရားကြီးသင်ခဲ့ဒီတရားအမှန်မှာမစိုးရင်ဆရာတော်ဘုရားယူသင်ခဲ့တာပါတောင်မြုပ်မှာကန်းလို့ဆိုသင်ခဲ့တာပါလို့ထင်ရှားကြော်ကြားတဲ့ဆရာတော်ဘုရားကြီးတစ်ပါးရှင်ပြောတယ်ဒါအဲ့ဒီစကားတွေရှင်းတော့တိခုနကတဲ့တုတ်တန်ဝိနည်းဘိဓမ္မာတွေနဲ့မကိုက်ညင်ပယ်လိုက်ကိုက်ညင်ယူလိုက်တဲ့အဲ့ဒါဖယားတန်ခါဂိုင်းပုဂ္ဂိုလ်၄ခုတည်းကကိုက်ညင်ယူမကိုက်ညင်မယူနဲ့လို့မဟာပရိသတရား၄ပါးကိုအဲ့ဒီဝေသာလီကအပြန်မှာဟောပါတယ်လူလာကောစားဘယ်လိုလဲဝေသာလီကအပြန်မှာဟောပါတယ်အဲ့လိုနဲ့အဲ့ရလဲဟောပြီးတော့မြတ်စွာဘုရားဗာပြောလဲဆိုတော့ကွန်းစောကြီးဘုရားရှင်ဗာပြောလဲဒါလေးကြည့်အောင်ဟုတ်ကွန်းစောဘာလဲဘုရားရှင်ဗာပြောလဲကြည့်အောင်ဣတိသီလံဣတိသမာဓိဣတိပညာသီလပရိဘာဝိတောသမာဓိမဘလောရိမာနိတံသောသမာဓိပရိဘာဝိတပညာမဘလောမာနိတံသာပညာပရိဘာဝိတံစိတ်တံသမ္မာဒေဝအာသဝိစိတ်တံဝိမုစ္စတိဆိုတဲ့စကားကိုဟောတယ်ဟာသိကောင်းလားနော်မောင်တိခတို့သာသနာဒါပဲ
Eri the Gali Ucharidoma Gunarunga, Germany ga translator Pite, Sister Wajira, translated by the Sister Wajira in Germany. The good summary of the Buddhist teachings of the thief man war. Hapayashi Adana Demekana Shadali no Shiri Yogi. We need not down the down, Todan down the down. Read a man lay down the down. Eri Shadali on Mia and Pira Dombo. Pira Domo Mialoshi and Body Vedon the Konaba. Body Vedon the Konabamia and Megan Sheba. Megan Shebamia and Tila Megan Toma, the Mari Megan Toma, Pina Megan Napa, Megan Toma, Megan Toma, the Miadi, that's with Tila, they got the money, they got Domu, what did a Chonumia? Kuno Yadila. Pila, eh? The Maria Pina. Tila, the Mari Pina, don't go there. Era Idi Dila, Idi the Mari, Idi Pina, Dita the Nama, Ananda. Pagavia, Goromiadi, Boga, Negri, Eddie with Ali, no Sepiroman, Nikara with Ali, Eddie Bego, Boga, Negaramu, Yodakama. Ananda city, it is Wabulan, Beguna, Jimia, Jamia, Zabio, Zagara, Idi Dila, Tagatila Babe, Idi the Mari, Tagamari, Babe, Idi Pina, Pina Babe. Tila, Bari Bawi, Dotamari, Tila, Tomontado, Tila, Sicheta, Tamari, Mapalo. A Jomia, Mani, the Annie, the Miare. Tamari, Bari Bawi, da Pina, Tamarine, Tomonado Pina Gale, Jomia, Pina, Bari Bawi, Satan. Pianyane Tomone Sekale. Other way Satan, Kongomo, Lutte, Adoria, Kamado, but it. This way, Kama the Wapa, Data, Wizard, Adote Yarima, Mino City, Maluta, Mino Sima, Pianyane, Tomontalo. Parele Kamago now they will say the Padre, Pawari, Mumina will say the Padre, Matina and Padre. Didi, a union of the Tila say the Padre, sweat something doing kind of Eddie Tongun kind of Adawa. See, you see that the word Kamo go nego, you see. Powari will see what Mino say, a Kamo will see what Poware will see what a unit will see what as you married it. My unit, a unit see it, Mathina, always at a see what heading on way. Eddie will see what I will let Mino sickly, Pianyane, Matomodalo, Pianyane, Mawainalo, Mawandalo, Mapianalo. Pianyane, Pian, Mino Tamaria Nerele. Tamaria never Tila going the Nerele, happy Wabi, Pianton like that. Going the Ari going, Tamari, Akolam. Tamari in a Tomona Lucien, Pignari Pietro, Pignane Tomoy, Seka, Ado Tiama, Lumere, Kongzon Tiabe. This is a good summary of the Buddha's teaching. Tapayashi and Tayaro, a ginger pay, Tankai pay, Tilakona Peshimaro. Dochima Tila Lady, Aditila Saulame. Tila Paribawi, Tila Lego, Potomona and Tamari Kongwabi. Tamari Paribawi, Tamari, Tomona and Pina Kongwabi. Pina Paribawi, Pina Tomona, Segli and Dodabi, Erale Holla with Mr. Pega, Boga, Nagara, Tateji Mujro, Senagili, sound up, but in the Shida. Gondoi, but in the Shida, Balolo. Shuri Lolo Bo, Tiamoya Erimas. Mount Sonda so the brain the Shida, Shui Long and Shilubo. Shui Long and Shida, Shui Miamia Lone in a papilule. She wa a Konglobo, down Boga Nagarago, Sierra, the Tiru Muru Pureta. Erima Sonda brain the Shido. Yazabia Chata, to Boga Nagarao to Abi Nipi, Alison Pawa Muli Toyado. Pawa Babi Pawa Mujoda Bagawakira, Pawa no pato, Pawa Yang Wuradi. Mashamba when Sonda, Brain the year, Prince Yaji, Shuizani, Amba Wanati, Uin, and Mazavia, the Lucia Kama, Sondaga, Yalabi, did what they do, Mibani Bagua, Tuatanaya, Manepanga, the video, English song and Juavia, song with Juavia. Erima Yazavia, Yala Yada Karaja, Sona, the Chuega, Sona, Erigunaruma, Prince Yaga, Sukara Matawalu, Kore. What the hang Caparia? Goes a bagale? Eh, Eddie, what I ain't Galavia? No go. Yande Sona Sugara Madama, a what they turn the bat, Nikani. Colo Ilu, Eddie was out, Jaudeja, you don't lie, boy, in Majuene. That's of ya. In Yata Tatagrata, Yazavia Maraba. Tama Barina Magizia, Bruma Zamajina and Wale. Call on Edison Pombe Pilipio Yogi to Tida Jamie. Atago Baga was soon that the Gamara Buddha, the Badan Buddha with the Karo Pientano,
ကျန်တန်သောအာဘာသောအနာယောဂါသည်ဥပ္ပစီဖြစ်ပါပြီလောဟိတပက္ခန္တိကဘာဘာလာဝေဒနာဘောတန္တိမာရဏန္တိကသေလောက်တဲ့ပရိနိဗ္ဗာန်စံယူသိနေလောက်တဲ့သေကံသေလောက်တဲ့ဝေဒနာသွေးဝင်းသွန်တဲ့ယောဂါဖြစ်ပေါ်လာခဲ့ပါပြီကွယ်တို့ရဲ့ဘုရားပါတယ်လေသူရောဖြစ်ပြီစုံနာစိတ်မကောင်းဘူးအဲ့ဒီမှာမြတ်စွာဘုရားကစကားလေးတစ်ခုပြောတယ်အနန္နာတဲ့စုံနာရဲ့ဆုံးကိုစားလို့စုံနာတာဗတ္တံဘဝိတဘုံစိတ်တဝါကမ္မာရတာတိမေတုတ်တံအာဘာရံတမုတိတရောပဗံလံမရဏန္တိကံဗုဒ္ဓတသသုကရမတ္တသူကရမတ္တဝေဗျာတိပဗလောဥရပါရိတထုံနောဝိရိသမနောဘဂဝါဝောစကိစ္ဆာမကုသိနာရနဂရံစုံနာရဲ့ဝါသားပြောလေးစွန်းစားပြီးတော့ပရိနိဗ္ဗာန်ယူသိမ်းတော့မဲသွေးဝင်းတွေကိုသွားလာပြီးကုသိနာအောင်သွားတော့မဲပါဝါနဲ့ကတ်နေတာအဲ့ဒီမှာစုံနာစိတ်မကောင်းဖြစ်သွားတယ်အရှင်မယားအနန္ဒာတပည့်တော်ကလိုက်တဲ့ဝတ်သားဆုံးကိုဖုံးပေးပြီးတော့မြတ်စွာဘုရားသွေးဝင်းတွေသွားတယ်ဗျာဒီစိတ်မကောင်းလိုက်တာအဲ့ဒီမှာမြတ်စွာဘုရားကအနန္ဒာတဲ့စုံနာကိုခေါ်လိုက်စမ်းတဲ့ဒါလေးကိုငါတို့ကချစ်တာကိုယ်ပါတယ်လေစုံနာသတို့သားကစိတ်တွေဆင်းရဲပြီးသူ့ရဲ့ဆွမ်းကြောင့်မြတ်စွာဘုရားခမရပြိဋိဘံဆံရပါတော့လားလို့အဲ့ဒီလိုလေးဖြစ်နေတဲ့ကမှာမြတ်စွာဘုရားကချစ်သားအနန္ဒာတဲ့မင်းအဲ့ဒီစုံနာကိုခေါ်လိုက်စမ်းကောင်းစောပါတယ်လေစုံနာကိုခေါ်လိုက်စမ်းစုံနာရောက်လာတယ်ဟုတ်မလားသူကတ်လိုက်တဲ့ဆုံးလေးကြောင့်စိတ်ဆင်းရဲသွားတယ်လို့မြတ်စွာဘုရားကသိတဲ့အခါမှာဒါတော့ကိုယ်ဝေဒနာကိုအာရုံမပြုဘဲနဲ့သူများရဲ့စိတ်ချမ်းသာမှုတွေကိုပေးတယ်ဒါကြောင့်ငါကဗိုလ်ချုပ်အောင်ဆန်းအထုပ်ပတ်တိရိုက်တဲ့အခါကြရင်လို့ဒီအခန်းလေးကိုငါကြည့်ပြီးအောင်ဆန်းရဲ့အထုပ်ပတ်တိမှာငါပြောလိုက်ပါတယ်တနတ်တန်တဲ့ဇာညာတွေ73ချက်လောက်ထိပြီးတော့သွေးရိုင်နဲ့လဲတဲ့ခါမှာဗိုလ်ထွန်းလာကဗိုလ်ချုပ်အောင်ဆန်းကိုပို့တဲ့ခါမှာစကားလေးတစ်ခေါက်ပဲပြောနိုင်သေးတယ်ထွန်းလာရဲ့တဲ့ထွန်းလာရဲ့ငါကကိစ္စမရှိပါဘူးကွာတဲ့လူကြီးတွေကိုကြည်ပါအဲ့ဒီမှာရုပ်ရှင်ရိုက်ခဲ့ရင်ဗိုလ်ထွန်းလာနေရာမှာရှိတဲ့ပုဂ္ဂိုလ်ကတိုင်းပြည်ကိုသိဖို့တဲ့သူရင်တုမနာစကားပြောရတော့ထွန်းလာတဲ့သိဆုံးတဲ့ကောင်ဗိုလ်ချုပ်ရဲ့ခမရဗိုလ်ချုပ်ရဲ့ခမရလေဗိုလ်ထွန်းလာတေးပါဗိုလ်ချုပ်ကခမရဗိုလ်ချုပ်ရဲ့ဗိုလ်ချုပ်ကလေဒီလောက်ဒဏ်ရာတွေဘယ်လိုဘဝဖြစ်နေတဲ့အချိန်မှာတော့မှကိုမကြည့်ပဲနဲ့သူများကိုကြည့်ပါအောင်လို့ပြောနိုင်တဲ့ပုဂ္ဂိုလ်ဒါလောက် pride attraction ကိုယ့်ရဲ့နှလုံးသားထဲမှာကြည်စံနေထုတ်ချင်းခတ်တာတော့မှတိုင်းသူပြည်သားသူများကိုကြည့်တဲ့ဗိုလ်ချုပ်ကလို့အဲ့လိုလေးပြောလိုက်စမ်းပါကွာအဲ့ညာလေးအဲ့လိုပြောတဲ့အခါကျမှရာဇဝင်ထုတ်ပတ်တီလည်းရှိရမယ်မော်ကွန်လည်းထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆန်းရလို့နောက်ကတချင်းလေးအဲ့လိုဖွင့်လိုက်ငါတို့နိုင်ငံဝဲမိဘတိုင်းကရဲ့ဘောဆန်းလို့သူရဲ့ကောင်းနေမွေးရမယ်နှစ်ပိုက်ပဲဆိုအများကြီးမဆိုနဲ့အဲ့လိုလေးဆိုလိုက်အဲ့ဒါလေးပြီးတော့မှဟိုနောက်ကနေပြီးတော့မေလမြန်ရဲ့နှစ်လာရသည်လေးရွေးမဲ့လို့ကလမရဲ့နှာခေါင်းကျုံးလေးနဲ့အာဇာနေနေကိုဖြစ်မမေ့သင့်ပါသလေလို့တချင်းလေးသုံးဖို့ပါထည့်ပေးလိုက်တယ်ရုပ်ရှင်ရိုက်ဖို့အတွက်ဒိုက်တော့ကောတာလားအဲ့ဒါဘာလို့ကြည့်လိုက်တယ်မြတ်စွာဘုရားရှင်ကလေပြိဋိဘံစံငံဤသိမ့်ငံဤတော်မှာဟိုမှာစုံဒတကြွယ်စိတ်ဆင်းရဲနေလို့အနန္ဒခေါ်လိုက်စမ်းမှန်ပါဗျာစုံဒရောက်ပါပြီဗျာဣဇရိယံဗဏိအဘုဒ္ဓမဏိအရှင်စုံဒအနန္ဒဒွေတုကာလေတုအတိဝိယတတ္တကရတကာယောပရိသုတ်တော်ခြေသားအနန္ဒငါဘုရားရှင်ရဲ့ခန္ဓာကိုယ်လေးသိချီလင်လှပရရနှစ်ကြိမ်ရှိတယ်ကွာနှစ်ခါတည်းပဲရှိတယ်တစ်ကြိမ်ရကွာတဲ့အနန္ဒရဒိန္ဒရကရအနုဒ္ဒရသမ္မာသမ္ဗောဓိပိသမ္ဗုဒ္ဓတငါဘုရားလေဟိုသူဇာတာရဲ့ခဏနှုတ်ဆုံးလေးကိုဖုံးပေးပြီးတော့တစ်ကြိမ်ဟိုဟာဒီစုံနာရဲ့ဝတ်သားသားပြိုစုံကိုဖုံးပေးတဲ့တစ်ကြိမ်အဲ့ဒီနှဆုံးကအကောင်းဆုံးပဲကွာတဲ့တစ်ခုကအနုသဥပါဒိတိတပရိနိဗ္ဗာန်စံယူသိမ့်လို့ကိရိတာစီကုံလို့ကွာတဲ့တစ်ခုကတော့စုံနာဆုံးကတော့အနုပါဒိတိတပရိနိဗ္ဗာန်စံယူသိမ့်မှုအတွက်ဖြစ်တာဖြစ်ခြင်းကြောင့်အဲ့ဒီပရိနိဗ္ဗာန်တမနာပရိနိဗ္ဗာန်စံယူတဲ့သဘောနဲ့တူတယ်ကွာဟာကောင်းလိုက်တာကျန်မလီတစ်ခုကပါတယ်လေသူဇာတာရဲ့ခဏနှုတ်ဆုံးကိုဖုံးပေးလိုက်တဲ့အခါမှာကိုဝင်းစောကြီးအဲ့ဒီစွန်လေးဖုံးပေးပြီးမြတ်စွာဘုရားပါတယ်လေတာဥပါဒိတေပရိနိဗ္ဗာန်ဝန်ဆန်တယ်တနည်းအားဖြင့်ပြောရင်ကိလေသာတွေကုန်တယ်ဘောဓိပင်ရွှေပလင်မှာစုံဒရဲ့ဝတ်သားဆုံးကိုဖုံးပေးပြီးတဲ့အခါမှာပါတယ်လေအနုပါဒိတေပရိနိဗ္ဗာန်ဝန်ဆန်တယ်အဲ့ဒီနှစ်ချက်ကြောင့်ငါဘုရားရှင်ရဲ့ဒီဆွန်တစ်ခုကိုအကောင်းဆုံးလို့ပြောတယ်ကွာစုံဒကျေနပ်ပါတော့ကောင်းစောအဲ့ဒါနဲ့ပတ်သက်လို့
မဟာယာနဗုဒ္ဓဘာသာကတော့စုကရမတ္တဝဆိုဒီမှာ what is စားတဲ့ Boers delight white Boers တောဝက်ပြိုသားလို့ဆိုပါတယ်ဟုတ်ပြီနော်စုကရမတ္တဝသည်တောဝက်ပြိုသားလို့တစ်ခုကဆိုပါတယ်နောက်တစ်ခုကတော့ရန်ပေါ့ baby သူမို့ piglet ဝက်ပြိုသားလေးလို့ဆိုပါတယ်ဒါလည်းနောက်တစ်ခုအင်္ဂလိပ်လိုတွေနောက်တစ်ခါကျတော့ bamboo shoot ဆိုပြီးတော့မြတ်စွာဘုရားရှင်ကသူကမေးထားတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်သည်တဲ့ဘလို့အစားစားဝတ်သားစားတာလားအသားစားတာလားအရွက်စားတာလားတဲ့ဘုရားရှင်ဒီမေတ္တာရှင်ဖြစ်ခြင်းကြောင့်စုကရမတ္တဝစုကရဆိုတာဝက်မတ္တဝကနုညံ့တာဝက်တွေစားတဲ့နုညံ့ညံ့ bamboo shoot ဆိုလို့ပြောပါတယ်တဲ့နောက်တစ်ခုကတော့ mushroom ဆိုပြီးမှုလို့ပြောပါတယ်ဘာပဲပြောပဝတ္တမန္တဝတ်သားလို့သိချမှတ်ပါအဲ့ဆိုကဘာပေါ်မှာအယူဆတွေအများကြီးရှိတာခုနကပြောခဲ့ပါပြီမြစ်လို့ပြောတယ် bamboo shoot မြစ် mushroom မှုso boers တို့မို့ဟိုပေါ့ရိုက် white boers မေးပေါ့ဝတ်သားပြုတ်ဆိုတောဝတ်သားလေးပေါ့ရှင်းပြောရင်တော့ boers ဆိုတောဝတ်သားလေးရတော့ကောင်းတော့ဗျာအဲ့တောဝတ်သားလေးကိုအာဟာရတွေဝိုင်းထည့်လိုက်တဲ့အခါမှာဝတ်သားလေးကတားကောင်းသွားတယ်ဒါဆိုရင်ဝတ်သားလို့ပြောတဲ့လူတွေရှိတယ်မှုလို့ပြောတဲ့လူတွေရှိတယ်ပြီးတော့မြစ်အကောင်စားလို့ပြောတဲ့မှုဝတ်တွေကြိုက်တဲ့မြစ်တစ်မျိုးလို့ပြောတာ bamboo shoot ပေါ့အဲ့လိုလဲပြောပါတယ်ဘလို့ပဲပြောအဲ့ဒီဝတ်သားလေးကိုဖုံးပေးပြီးတော့မြတ်စွာဘုရားပြိဋိဘံဆံရတာမဟုတ်ပါဘူးမြတ်စွာဘုရားပြိဋိဘံအနုပါတိတပြိဋိဘံယူသိမ့်ဖို့အတွက်ကောင်းမြတ်တဲ့အာဟာရရှိမှပြိဋိဘံဆံလို့ရပါတယ်အခုပြောခဲ့တဲ့တရားများသည်နော်အခုမြတ်စွာဘုရားပြိဋိဘံဆံတဲ့အနေထားကိုဘုန်းကြီးမသွားတော့ပါဘူးကိုသိနာယုံမြတ်စွာဘုရားရောက်တဲ့အနေထားသွား၍တရတော်ပုံညံပဝတ္တိတန်ယမတော်ဝေရဏစယတိကုသလောဇာဇာတိပပကံရာဂဒေါသမောဟခယသနိဗ္ဗုတောကောင်းသောတရတော်ပေကံလူရန်ကြီးရောပုံညံကုသိုလ်ကောင်းမှုဒီပဝတ္တိတိုးသွားပါ၏ဟိုဇလွန်ကနေပြီးတော့ဆရာတော်ငါတလောက်ပေါင်းနေကတ်လိုက်တယ်ငပိတွေကတ်လိုက်တယ်ဆရာတော်အဲ့ဒါတွေပုံပေးပြီးတော့အကျော်တွေတက်နေတယ်ဟာဒီလိုတော့ငါတလောက်ပေါင်းကတ်လို့အကျော်တက်တာနိုးမဆိုင်ဘူးတရတော်ပုံညံပဝတ္တိလှူခြင်းရကောင်းမှုတိုးတယ်အကျော်တက်တာငါနဲ့ငါချင့်ချင်စားပါလားမတက်ရင်မစားနဲ့လေအဲ့လိုတွေ့ဟုတ်ပြီနော်မဆိုင်ဘူးအဲ့တော့လှူလိုက်လို့ရှိရင်ကုသိုလ်ရပါတယ်တဲ့ဆရာတော်သူ့အတူခမရတို့မွေးငါကတ်လို့ဆရာတော်ဤပန်းတာခမရတို့နဲ့မဆိုင်ကိုကြောက်ပန်းတယ်လို့မယူဆဘူးတရတော်ပုံညံပဝတ္တိလှူဒန်းခြင်းကြောင့်ကုသိုလ်ပါတယ်လေကုသိုလ်ပဲတိုးပါတယ်တဲ့တန်ယမတော်ဝေရဏစေတိစောင့်စည်းခြင်းကြောင့်ရံမရှိပါဘူးတဲ့ကုသလောစဇေတိပပကံလှူဒန်းခြင်းသည်ကုသိုလ်သည်အကုသိုလ်တရားတွေကိုပယ်ပါတယ်တဲ့ဘုရားရှင်ရဲ့ဝိချွေးတစ်ခုကြောင့်ပရိနိဗ္ဗာန်စံလေးသွေးဝင်တော့လာတာပါဟုတ်ကောသောရာဂဒေါသမောဟခယသနိဗ္ဗုတောလောဘဒေါသမောဟကုန်ရင်နိဗ္ဗာန်စံပါတယ်တဲ့ဆို၄ချောင်းမှာဘုရားရှင်ကသွေးဝင်သွားရင်နဲ့စုံဒကိုပြောတဲ့စကားလေးနောက်ဥဒန်းလေးပါတရတော်ဘုံညင်ပဝတ္တိတန်ယမတော်ဝေရဏစယတိကုသလောဇာသဟာတိပပကရာဂဒေါသမောဟခယသနိဗ္ဗုတောလှူလိုက်လို့များပါဗျာမေမတို့ပါနဲ့မြင်ငပိလှူလို့ရှိရင်ဆရာတော်ကတန်လာငပိရလှူလိုက်တယ်နင်တို့တူသောကျုပ်ပြင်ငပိဆိုနာမည်နိုးမဟုတ်ဘူးငါကငပိလေးကြိုက်တာဖြစ်ရင်ငပိလေးနဲ့ဆုံးဖုံးပေးလိုက်ရင်ငါကြည်နဲ့လေးဆုံးလေးဝသွားတယ်အဲ့ဒီလိုပဲညီတို့ကကျင့်တဲ့မှုလေးရမယ်ဒီတော့ငပိမလူဖေးဘာလို့လဲငါလည်းခဏငပိအရှင်မြောက်ဗျာတပည့်တော့ဒီနောက်ဒီဘောလဲရလာတာဗျာငပိထက်ကြုံသတိရတယ်တဲ့ဆိုတော့ငပိလူရင်သတိတာပံကစနေတိငပိဆိုနာမလို့မဟုတ်ဘူးမဆိုင်ဘူးငရုတ်သီးလှူလိုက်လို့ရှိရင်ငရုတ်သီးမုံလှူလိုက်လို့ရှိရင်ငရုတ်သီးလို့စက်မှာမဟုတ်ဘူးငရုတ်သီးလေးစားမှကျင့်တဲ့ဘုံကြီးကသူကျင့်တဲ့မှုလေးမင်းရမယ်ဒါပြောတာဆရာတော်ကလည်းငပိလေးကြိုက်တယ်ဗျာငပိလေးပုံပေးလိုက်ရတယ်နော်အမေရိကရောက်ဖို့ငပိအမေရိကမှာတော့ဘီယန်နဲ့ငပိသိတ်ကောင်းတယ်ကမ္ဘာမှာဘီယန်နဲ့ငပိအကောင်းဆုံးပဲထိုင်းငပိရဒုတိယဗမာကတတိယငပိ၃မျိုးရှိတယ်ဗမာရထိုင်းရဘီယန်နဲ့ငပိအလွန်ကောင်းတယ်ငပိအဲ့ဒီငပိကဲကောင်းစားကြီးဇလုံးကနေငပိလေးကလိုက်တယ်အဲ့ဒီငပိဆရာတော်ဖုံးပေးတယ်မှာဆွန်းဝသွားတယ်တရားတွေအများကြီးဟောနိုင်လိုက်တယ်ချိန်လိုက်တယ်ကျမကြီးလည်းကောင်းတယ်အဲ့ဒီကြိုးရမယ်ငပိနဲ့မနံဘူးတရတော်ပုံညံပဝတိလှူဒန်းခြင်းကြောင့်ကုသိုလ်လှူဒန်းခြင်းကြောင့်ပုံညပဲပွားပါတယ်တဲ့ကုသလောကုသိုလ်တရားတန်ယမတော်စောင့်စည်းလို့ရှိရင်ဝေဒနာစေတီမဖြစ်ဘူးတဲ့ရံမဖြစ်ဘူးတဲ့ကုသလောဆိုကုသလိုတရားကလည်းဟောအကုသိုလ်တရားပပကမကောင်းမှုတရားကိုဇာတိပယ်ပါတယ်တဲ့ရာဂဒေါသမောဟတွေကင်းကွာသွားရင်တနိဗ္ဗုတောနိဗ္ဗာန်စံယူသိမ့်နိုင်ပါတယ်တဲ့ဝေတာလီနေရခဲ့တော့ဝေတာလီဤတွင်ရပ်ပါပြီအဲ့ဒါပြီးလိုက်တယ်မြတ်စွာဘုရားဘယ်သွားမလဲယမကအင်းကြီးမြင်မျိုးရဲ့ကြားကိုမြတ်စွာဘုရားကြွပါလိမ့်မယ်အဲ့ဒါပြီးရင်ပရိနိဗ္ဗာန်ဆံမှာတော့ပါမကွန်းစောဘာလဲကွန်းစောအင်းကြီးမြင်မျိုးကြားကိုသွားမယ်မြတ်စွာဘုရားရှင်ဒီအဲ့ဒီ
ကုသီနာယုံကအင်းချင်းပင်နှစ်ပင်ကြားမှာလျောင်းဆက်တဲ့အခန်းမျောတော်ပြီကွနော်ဘာလဲဆယ်နာရီလဲခွဲပါပြီတော်သက်ပါပြီနော်ဘာလဲပါဠိတော်ကြီးလည်းအများကြီးလည်းရွတ်ခဲ့ပါပြီနော်ကွန်းစောတေနာကောပနာသမင်းနဲ့ယမကသာလံသသဗ္ဗဖာလိဘုံလံဟွန်တိအကာလပုပ္ပေတေနာကောပနာသမင်းနဲ့ထိုအခါနဲ့အာနန္ဒချက်သားအာနန္ဒယေဟာဒီယမကသာလာယမအင်းချင်းမြင်မျိုးတွေရဲ့ကြားမှာသဗ္ဗဖာလိဘုံလာအပွင့်နေအားလုံးလည်းပွင့်လို့အကာလပုပ္ပေအခါမဲ့တယ်ဖះကြွမယ်ဆိုလို့လေတမဲ့တဲ့ပန်းတွေကတော့မြတ်စွာဘုရားပြိဋိဘံစံမယ်ဆိုလို့ကဆုံလာကြီးအင်းရင်မပွင့်ဘူးအဲ့ဒီအာကာလပုပ္ပအင်းရင်မနေကဆုံလာမပွင့်နေအင်းရင်မနေပွင့်နေဟောအင်းရင်မပွင့်နေရာတင်ဝင်ပွင့်ကုန်ပြီတဲ့ကွန်းစောတိရတကတော့တတိရန်ဩကိရဏီအေဇောကိရဏီအဘိပကိရဏီတတကရတပူဇာရတဲ့အဲ့ဒီအင်းရင်မနေရလေမြတ်စွာဘုရားလည်းလှည့်လိုက်ကောဖះကိုပူဇော်သလိုအကုန်ချွေချလိုက်တော့အင်းရင်မနေတွေမှွေးပြီးနေတယ်အင်းချင်းတို့မြည်သည်မသေးဘူးဗျမှတ်တာပြီးဒါလေးပြောပြီးပြီအင်းချင်းမန်းကသေသွားပြီးအင်းချင်းကြောင့်ဖြစ်တယ်အင်းချင်းမင်းကဒါမြတ်စွာဘုရားရှင်တရားကလည်းလေဘယ်တော့မှပျောက်ပြက်သွားရင်မရှိဘူးဘုရားပြိဋိဘံစံပြီးတော့လေမြေလည်းမထိရေလည်းမထိမြေလည်းမထိပါဘူးရေလည်းမထိပါဘူးလေလည်းမထိပါဘူးမီးနဲ့လည်းမထိပါဘူးအဲ့ဒီအင်းချင်းမင်းကြားမှာပြိဋိဘံထာဝရစံနေတာဖြစ်ခြင်းကြောင့်အင်းချင်းမန်းနဲ့ညောင်မင်းကပညာရဲ့သင်္ကေတတော့မြတ်စွာဘုရားညောင်မင်းအောက်မှာသစ္စာလေးပါသိတယ်အင်းချင်းမင်းအောက်မှာပြိဋိဘံစံတယ်သစ်ပင်တွေကပြောတဲ့သင်္ကေတပါနော်ရှင်းရပါတော့တရားသိမှတော့မယ်ဝေသာလီကိုပါတယ်နေရခဲ့တော့ဝေသာလီဣရိနေတိဓမ္မဘီအကြည်အရှိတွင်တန်တရားချီကတော့တဏ္ဍာတန်တရားကိုတော်မြတ်တဏ္ဍာကိုသေအောင်သတောင်းတွင်လဲမြင်မမြင်တွင်လဲသူတို့ဂုံရှိရာဆိုခဲ့ပြီမြင့်မကိုပုံပြည့်ကုသိုလ်ကိုမြအောင်ဆိုကောင်းမှုကိုမြအောင်ကျင့်တတ္တဝကောင်းမကောင်းကြောင်းကံကသာစီမံတော့သည်ကံတန်လင်းမိကံတန်လင်းဖတ်ဆိုတာကတော့လောကစကားဉာဏ်တန်လင်းမိဉာဏ်တန်လင်းဖတ်ဆိုတာကတော့ခောရမရှင်တော်ဖရာရဲ့တရားဟောပြလို့ထားခဲ့တာကဟန္တရဏိဘိက္ခုယမန္တယံမိဝောဝေယဓမ္မသင်္ခါရအပမဒိနသမ္မာရိထာဘိက္ခုစပနတဲ့ချက်သားမြတ်တို့ဟန္တတတော်80ဝါ45မယမနာပဲတရားရည်မြိုက်စီကိုတိုက်ကျွေးတော်မူခဲ့ရသဖြင့်ခန္ဓာတော်ရင်တော်ငါကိုယ်တော်ရှင်မြတ်တကယ်ပင်ပင်မခဲ့ရလေပြီဒါနိဒာနိယခုခါကာလ၌ဝါကုသိဏယုံပင်မျိုးစုံသည်ရကုံတမောအင်းရင်တော်ဝဲမြောက်သို့အခေါင်းပြုကာထီပေါင်းချမ်းရန်နန်းနိဗ္ဗာန်သို့ဝန်ဆံမိဆဲဆဲချိန်ခါတဲ့၌ဟောယင်သူယရဏသာတလျာဟုကရုဏာတတ္တသင်္ချသားတို့အားအမတယမိတတိတရားသိမမယောင်လို့ထင်းထင်းရှားရှားကြီးမိန်ကြတော်မူခဲ့ပါသင်္ခါရအစင်ထာဝရဘင်မှာကြပြန်တော့ခင်မင်းစရာတစ်စက်ကမှမရှိပါတဲ့ဒီဓမ္မယုံပိသင်္ခါရတရားတို့သည်ဝေယဓမ္မပျက်စီးခြင်းသဘောရှိကြပါပြီကုန်၏ဝေယဓမ္မလက္ခဏာရေးနဲ့အဖြစ်ကလည်းမစဲပြက်ကလည်းမစဲနိုင်တာမဟုတ်ထိတ်ဆရာဓမြဝိဇ္ဇာကစတာကြောင့်ဟေးယောဂီတို့ဤစိတ်သာချကြပြီတော့အနိစ္စဝတ္တတို့ဘာရကဒုက္ခဝတ္တတို့ဘာရကအနတ္တဝတ္တတို့ဘာရကအပမဒိနမမိတ်မလျော့မပေါ့မဆမြင်းမြတ်တဲ့တရိတရားဖြင့်တမာရိတကိုစီကိုငါပြည့်စုံကြပါကုန်လောတမာရိတာမြင်ရမှလည်းမမိတ်နဲ့ကြားရမှလည်းမမိတ်နဲ့စားရမှလည်းမမိတ်နဲ့သွားရမှလည်းမမိတ်နဲ့နာရမှလည်းမမိတ်နဲ့ထိရတွေ့ရသိရတို့မှလည်းမမိတ်လိုက်ကြပါနဲ့မိရတဲ့ဝါဒနာတွေကိုမိရတဲ့ဝါဒနာတွေကိုတနေ့မကြာတတိထုံးရကြပြီကုန်တော့ဟောဒီကနေ့ဓမ္မပိစအမတန်မျိုးစေ့ချရာဖွဲ့ကြီးရဲ့ဓမ္မသဘင်ဆင်ရင်ကျင်းပရာဤဇလွန်မြို့ရဲ့ကျက်သေးဆောင်ပြည်တော်ပြန်ဘုရားကြီးရဲ့ဝန်းထဲမှာတရားတော်နာကြွတော်မူကြကုန်သောလူရှင်အပေါင်းသူတော်ကောင်းတို့သည်အပမရာခောသူတော်ကောင်းတရားကိုလက်ကင်ထားနိုင်ကြပါစေကုန်တော့တည်းသာဓုအစည်းအဝေးရဆရာတော်ဘုရားကြီးတပိဋကဘကဦးဝင်းစောခင်ဗျာဆရာတော်ဘုရားကြီးရှေ့ကုံပေါ်မှာရန်ကုန်မြို့စမ်းချောင်းမြို့မှာလူတန်းထားတော်သင်္ကန်းဆရာတော်ဘုရားကိုစားဆက်ကလူတန်းပြပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာ
Dadu, dadu, dadu. Season Aya, Damapin, Nabando, Lampia Botono Mudi, Shadow Shindam Tumyagia, Damabuza Ludamu Suzugo, second Ludayam Chipare. Damabuza Madi Ludangwi, Nadinjago, Godiamo, Magadise. Ta Maon Piezo, Midazu, Yangoma, Saka Ludami Chipare. Saka Ludami Lumia, Kodiamo, Makedise, Ta Maon Piezo, Midazu, Yangoma, Saka Ludam Bibaya, Panja Abare. Adudama Tabea, Ludamwe Suzugo, Ambuzo Kambi, Alumi Lakhambian, Searo E. Ubadaga, the Bitabaga, Uwenzoma, Lakan Yayuyan, Leza Zapin, Panja Abare. Taru, taru, taru. A season ya, Yahanda Yakamaji, Doyi Win, Mijam Yuma, Jizzy Roshin, the Medici Siaro, Patanda, Shingodan La Siaro, Shindumia, the Mabuzo Ludangwe, the danger Ludamu Uzoma Pipare. Yahanda Yakamaji, Doyi Win, Mijam Yua, Saka Ludan Bivaya, Pego Abare. Uwenzoma, Sele Lekan Bivaya, Panja Abare. Season ya, Seattle eat the Gargamamia Pijado, Yangoma Ludon with Jack, the thing out on Jack, Saka Ludan Puzoma Pipare. Seattle eat the Gargamamia Goza, Do Soyima, Saka Ludan Bivaya, Liza the Pico Abare. Uwenzoma, Sele Lekan Bivaya, Panja Abare. Taru, taru, taru. Season ya, Napato Mibamia Mutayi, Umo, Dowen Sanda, Ta Mount Camp Pong William Midazu, Yangoma, American dollar, they are just second Ludan Puzoma Pipare. Umo Midazuma, second Ludan Bivaya, Liza or Pico Abare. Uwenzoma, Sele Lekan Bivaya, Panja Abare. Daru, daru, daru. Season Chauya, Yaniya Wima, Diana Beda Bauma, Damabuza, Saka Ludangwi, Naset Ding Lidong Ja, Damabiza Poema, Ulami Uni, Uzo Jiroma, Saka Ludan Bivaya, Liza Zapin Panja Abare. Uwenzoma, Sele Lekan Bivaya, Panja Abare. Taru, taru, taru. Damachikin Drozemia Kamia. Yaninya, Rudia, Damabuza, Ludan Yashi, Wimiama. They don't say go down Jane, Medigan dollar,
တရားကျလူတန်းရရှိပါတယ်ဓမ္မမိတ်ဆွေသူတော်စင်မောင်းတို့ခမညာသာဓုသာဓုသာဓုစီစဉ်ခွန်ရဆရာတော်ရှင်သူမြတ်ကြီးဖေဟာမဟာပရဏဖြင့်လူထမ်းမှုအစုစုတို့ကိုရေဆက်သွန်ချအမြပေးဝေပေးပါရန်ခြေတော်ဆုံးဥခိုက်လျှောက်ထားအပ်ပါသည်ရှင်သူမြတ်ကြီးဖေဟာအဲ့ဆိုရှင်မြတ်ဖေဟာယနေ့ယခုစလွန်မြို့ကျက်သေးဆောင်မန်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးပရဝုံအတွင်း၌ကျင့်ပပြုလုပ်ရသောဓမ္မဗိဇအဖွဲ့ဤဦးစီးဦးဆောင်မှုဖြင့်တရားဝဲကျင့်ပရာဝဲစီပူရရှိရသောကုသိုလ်ကံစေရနာသည်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရမှန်မျက်နှိပ်ပံဤထောက်ပံ့ကောင်းဖြစ်ပါစေသာရှင်မြတ်ဖေဟာဤကောင်းမှုဤအဖို့ဘာကကိုမိဘဆရာဆွေမျိုးညာတကာထေတံဃာနဲ့နတ်ဒေဝပါကြံရအောင်တရားနာလာပရိသတ်များဓမ္မဒါနဓမ္မပူဇာလှူဒန်းသူများဝေယဝစ္စဆောင်ရွက်သူများမြို့သူမြို့သားနယ်သူနယ်သားနိုင်ငံသူနိုင်ငံသားအပေါင်းတို့နဲ့တကွာ30ပုံနေဝင်နေများစွာတတ္တဝါတို့အားအမြအမြပြည့်ဝငှပါ၏အမြရ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာစွာဖြင့်ဝမ်းမြောက်ဝမ်းသာသာရုဏုမောခေါ်နိုင်ပါစေသောကလိုက်ဆိုလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဆိုတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေရွာဖို့သင့်ရာယထာနာမှာကောင်းစွာရွှေမှုရွာပါစေတိုင်းသားပြည်သူရှင်လူများကိုတရားမင်းများဆောင်ပါစေရွာဖို့သင့်ရာချိန်ကာလမှာကောင်းစွာရွှေမှုရွာပါစေတိုင်းသားပြည်သူရှင်လူများကိုတရားမင်းများဆောင်ပါစေသာဓု